ဇလန်ရဲ့အစမှာတော့ဂျီဆူဟာအလေးမပြိုင်ပွဲတစ်ခုမှာပါဝင်ရှင်ပြိုင်နေပြီးမိသားစုနဲ့တငယ်ချင်းတွေရဲ့ဝမ်းသာဂုဏ်ယူမှုတွေကြားမှာပဲသူမရဲ့တက္ကသိုလ်အတွက်ရွှေတံဆိပ်တစ်ခုကိုစုခူးပေးနိုင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဒိုဟန်ကတော့ရေကူးပြိုင်ပွဲမှာရှင်ပြိုင်နေရင်ရုတ်တရက်ခေါင်းထဲမှာပြင်းထန်တဲ့နာကျင်မှုကိုခံစားလိုက်ရပါတယ်။သူဟာဘာကြောင့်ဒီလိုဖြစ်ရမှာမသိပဲပြိုင်ပွဲမပြီးခင်မှာပဲရေကန်ထဲကနေပြန်တက်လာခဲ့ရလို့ပြိုင်ပွဲကနေဖဲထုတ်ချင်းခန့်လိုက်ရပါတယ်။နောက်တစ်နေ့မှာတော့ဒိုဟန်တယောက်စပိန်ကိုအရှိန်နဲ့စီးလိုက်ရင်ဂျီဆူကိုတိုက်မိမလို့ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့သူကအချိန်မီရှောင်လိုက်နိုင်လို့နှစ်ယောက်လုံးမထိခိုက်ပဲသူကိုယ်တိုင်ပဲမိကြီးပေါ်လဲကျသွားခဲ့တာပါ။သူကချက်ချင်းပဲထားရက်ပြီးဂျီဆူကိုအချိန်နေမင်းမြန်းကတောင်းပန်ပြီးထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာဂျီဆူနဲ့အတူရှိနေတဲ့တငယ်ချင်းဖြစ်သူဟေယွန်းကနင်းကိုတိုက်မိမလို့ဖြစ်သွားတဲ့သူကရေကူးအတင်းကနာမည်ကြီးဒိုဟန်လေးမင်္ဂလေးတွေအကုန်လုံးကသူ့ကိုဝိုင်းကျွေနေကြတာလို့ပြောပြပါတယ်။ဒါပေမဲ့ဂျီဆူကတော့သူဟာဘာမှထူးခြားမှုမရှိတဲ့တာမန်ယောက်ျားလေးတစ်ယောက်ပါပဲလို့ပြန်ပြောခဲ့ပါတယ်။သူမထွက်မသွားခင်မှာဒိုဟန်လဲကျခဲ့တဲ့နေရာမှာပဝါလေးတစ်ထက်ခြံခဲ့တာကိုမြင်လိုက်လို့ပြန်ပေးဖို့အတွက်ကောက်ယူထားလိုက်ပါတယ်။တစ်ဖက်မှာလည်းဒိုဟန်ဟာကူးသားဖို့ခံယူပြီးနောက်မှာသူ့ပလက်အပိုတန်ပဝါလေးပျောက်ဆုံးနေတာကိုသိလိုက်ပြီးအတော်လေးစိတ်မကောင်းထင်နေပါတယ်။အဲ့ဒီညမှာပဲလေ့ကျင့်ခန်းစခန်းကအခန်းကိုပြန်ရောက်တဲ့အခါနီးပြဆောင်ကြီးကရောက်လာပြီးပြိုင်ပွဲကနေဘာလို့နှုတ်ထွက်ခဲ့တာလဲဆိုတာကိုလာမေးပါတယ်ဒိုဟန်ကသူနေမကောင်းလို့ပြိုင်ပွဲကိုဆက်မပြိုင်တာလို့ရှင်းပြပြီးမိနီးပြကတော့အတော်လေးဒေါသထွက်သွားပါတယ်နီးပြကဒိုဟန်ဟာအရန်ပေါ်ဆော်လုံးပြီးအသေးအနေနဲ့ဒိုဟန်အပေါ်အားကိုးလို့မရတော့ဘူးလို့ပြောဆိုကထွက်သွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဂျီဆူတယောက်လေးချိန်ခန်းလုပ်ရင်ကိုအလေးချိန်တက်လာတာကိုသိလိုက်ရပါတယ်နီးပြကကိုအလေးချိန်ဘာလို့တက်လာရတာလဲလို့မေးတဲ့အခါမှာတော့သူမကမကြသေးခင်ကအစာတွေအများကြီးစားမိလို့ဖြစ်မှာပါကိုအလေးချိန်ပြင်ချပါမယ်လို့ဂရီပေးလိုက်ပါတယ်လေ့ကျင့်ခန်းပြီးတဲ့နောက်မှာတော့ဂျီဆူဟာကြောက်ကယောဂခန်းစားနေရတဲ့သူမရဲ့အဖေစီကိုဆေးရုံမှာတွားရောက်ပြုစုခဲ့ပါတယ်။စခန်းကိုပြန်ရောက်တဲ့အခါပြိုင်ပွဲတိုင်းမှာအမြဲဝင်းနေချသူမရဲ့အင်ဂျီပျောက်နေတာကိုတွေ့လိုက်ရလို့စိတ်ညစ်သွားပါတယ်။အဲ့ဒီညမှာပဲသူမဟာတငယ်ချင်းဖြစ်သူနဲ့အတူသတ်မှတ်ထားတဲ့အချိန်ကျော်လွန်ပြီးအဆောင်ခေါင်မိုးပေါ်မှာစကားပြောနေခဲ့ပါတယ်။ပြန်ဆင်းလာတဲ့အချိန်မှာအဆောင်မိုးနဲ့တိုးတော့မလို့ဖြစ်တာကြောင့်ထွက်ပြေးခြင်းအဝစ်လော့ခန်းထဲမှာပုံလိုက်ကြပါတယ်။အဲ့ဒီမှာမျက်နှာကိုဖုံးအုပ်ထားပြီးသူမရဲ့အင်ဂျီကိုကင်ထားတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။အဲ့ဒီလူကချက်ချင်းထွက်ပြေးသွားလို့ဂျီဆူကနောက်ကနေလိုက်ဖမ်းပါတယ်အချိန်ထဲမှာပဲဒိုဟန်ကလည်းအချိန်ကျော်မှအပြင်ထပ်ဖို့အဆောင်ပရင်ပေါက်ကနေခုံဆင်းနေတဲ့ချင်းထိပါလေဂျီဆူကသူ့ကိုမြင်သွားနီးသူ့မရဲ့အင်ဂျီကိုခိုးသွားတဲ့သူလူမှားယွင်းထင်မှတ်ကသူ့ကိုဖမ်းဆွဲပြီးအင်ဂျီပြန်ပေးဖို့တောင်းဆိုပါတော့တယ်ဒိုဟန်ကသူဘာမှမသိကြောင်ညှင်းဆိုပြီးမြင်ဂျီဆူကတော့အဝစ်ရှော့ခန်းထဲမှာမြင်လိုက်ကြသူ့ပဲလို့အခိုင်အမာပြောနေပါတယ်ဒါပေမဲ့အဆောင်မိုးကဒိုဟန်ခိုးတယ်ဆိုတဲ့တတ်တယ်မရှိဘူးလို့ပြောတာကြောင့်သူတို့နှစ်ယောက်လူချင်းခွဲလိုက်ကြပါတယ်မထွက်သွားခင်မှာဂျီဆူကငါအင်ဂျီပြန်မပေးမချင်းနင့်ရဲ့လက်ကင်ဘွားကိုလည်းပြန်မပေးဘူးလို့ပြောလိုက်ပါတယ်ရက်ဒီကြာလာတဲ့အထိဒိုဟန်ကဘွားပြန်တောင်းမိမင်းဂျီဆူကတော့သူ့ကိုတခိုးလိုပဲထင်နေတော့မို့ပြန်မပေးခဲ့ပါဘူးတနေ့မှာတော့ပွဲတစ်ခုအတွက်ပြင်ဆင်နေတော့အဆောင်ဝန်ထမ်းတစ်ယောက်ကမင်းကလေးတွေရဲ့အဝတ်စားတွေကိုခိုးနေတာကိုဂျီဆူနဲ့သူမရဲ့တငယ်ချင်းတွေကလက်ပူးလက်ကျမိသွားပါတယ်အဲ့ဒီခါကျမှအင်ဂျီခိုးတဲ့သူကဒိုဟန်မဟုတ်ဘူးဆိုတာကိုဂျီဆူသိသွားပါတော့တယ်သူမဟာအမားကိုတီးသွားလို့ဒိုဟန်ရဲ့ဘဝကိုရှော့ဖွေမိပူတိုက်ပြီးပြန်ပေးဖို့ပြင်ဆင်ပါတယ်ဒိုဟန်ရဲ့အခန်းကိုသွားတဲ့အခါမှာတော့အားကစားအတင်းကအဖွဲဝင်တဦးနဲ့ဒိုးပြီးသူမမှာအခန်းဖော်အသက်ရလာမယ်ဆိုတာကိုသိလိုက်ရပါတယ်အခန်းပေါ်အသက်လေးကိုတွားကျသွားတဲ့ဂျီဆူဟာပြီးတာနဲ့ဒိုဟန်စီကိုတွားပြီးဘဝပြန်ပေးရသူမရဲ့အမားအတွက်တောင်းပန်ပါတယ်ဒါပေမဲ့သူမကပဝါကို short ဖွတ်လိုက်ပြီလို့ပြောလိုက်တဲ့အခါမှာတော့ဒိုဟန်ကအယမ်းကိုတွားသားထွက်သွားပါတယ်သူကဘာလို့ short လိုက်တာလဲလို့အော်ငေါ့တဲ့အခါဂျီဆူကတန်တန်ရှင်းရှင်းပြန်ပေးခြင်းလို့ပါလို့ရှင်းပြပါတယ်ဂျီဆူကဒေါသတကြီးနဲ့အဲ့ဒါဆိုလဲအရင်အတိုင်းဖြစ်အောင်ပြန်လုပ်ပေးမယ်ဆိုပြီးပဝါကိုပြန်လူယူပေးမယ်ဒိုဟန်ကတော့ပြန်မပေးတော့ပဲငင်းဆန်နေပါတော့တယ်အဲ့ဒီနောက်မှာတော့ဂျီဆူတယောက်မတော်တဆရေကူးကန်တွေကိုပြုတ်ကျသွားပါတော့တယ်သူမဟာရေမကူးတတ်တာကြောင့်ရေနစ်တော့မဲ့အချိန်မှာပဲဒိုဟန်ကရေထဲကိုအပြည့်ခုန်ဆင်ပြီးကဲတင်လိုက်ပါတယ်အဲ့ဒီအချိန်မှာဒိုဟန်ရဲ့စစ်ထဲမှာသူငင်ကလေးတုန်းကသူအမြင့်ရနေပြုတ်ကျတော့မဲ့အချိန်မှာကောင်မလေးတယောက်ကသူ့ကိုကဲခဲ့ဘူးတာကိုပြန်တတိရသွားပါတယ်ဒိုဟန်ကမင်းမူလရန်တုန်းကငါနဲ့အချောင်းအတူတူတက်ခဲ့တဲ့ဂျီဆူမဟုတ်လားလို့မေးလိုက်ပါတယ်ဂျီဆူလည်းမှတ်မိသွားပြီးသူမဟာဂျီဆူဖြစ်ချောင်းဝန်ခံလိုက်ပါတယ်အဲ့ဒီမှာတင်ဒိုဟန်ကရဲပြီးတော့မင်းကငငယ်တုန်းကဝဝဖွိုင်ဖွိုင်လေးအခုလိုအောင်မြင်တဲ့အလေးမအားကစားသမားတယောက်ဖြစ်လာလိမ့်မယ်လို့ငါလုံးဝမထင်ထားဘူးလို့စောင့်နှောက်လိုက်ပါတော့တယ်ဂျီဆူခမအရှက်ရသွားပြီးသူမရဲ့တငယ်ချင်းတွေစီပြန်ပြေးကငါရှိကဒိုဟန်ကငငယ်တုန်းကပိမ့်ပိမ့်သေးသေးလေးပါအခုလိုအညက်ရှိပြီးချောလာလိမ့်မယ်လို့မထင်ထားလို့မမှတ်မိတာလို့ပြန်ပြောပြနေရှာပါတယ်အဲ့ဒီနောက်ပိုင်းကစပြီးဒိုဟန်ကဂျီဆူကိုမငယ်ကဝါကြတာကိုအဆွဲပြုပြီးဝါတုံးမလုံးအမဲခေါ်ပြီးစနှောက်နေပါတော့တယ်ဂျီဆူလည်းစိတ်မရှိတော့တာနဲ့အဲ့ဒီလိုထပ်မခေါ်ဖို့ဒိုဟန်ကိုပြပြထားတာတားလိုက်ရပါတယ်ဒီနေ့မှာတော့ဂျီဆူဟာသူမအဖေရဲ့စောက်တောက်ဆိုင်မှာကူညီပေးနေတော့မှနိုင်ငံလက်ရွေးစများပြည့်ချန်ပီယံတယောက်ဆိုင်ကိုရောက်လာတာလေတိုးပါတယ်သူမဟာအဲ့ဒီကစားသမားရဲ့ပရိသတ်တယောက်ဖြစ်တာကြောင့်အထူးဝန်ဆောင်မှုတွေပေးချင်နေတာပါ
အဲ့ဒီအချိန်မှာပဲဆိုင်ကိုအော်ဒါတစ်ခုရောက်လာပြီမဲ့ပို့ပေးမဲ့သူမရှိတာနဲ့ဂျီဆူကိုယ်တိုင်ပဲတွားပို့ပေးလိုက်ရပါတယ်ပို့ရမယ့်နေရာရောက်တော့မှအော်ဒါမှာလိုက်တဲ့သူကဒိုဟန်ဖီနီတာကိုတွေ့လိုက်ရပါတယ်သူမကိုရင်းနှီးရာကကယ်ခဲ့တဲ့အတွက်ကျေးဇူးဆက်ချင်လို့ဒိုဟန်ကိုလက်ဆောင်တစ်ခုပေးခဲ့ပါတယ်သူမထွက်သွားပြီးနောက်ဒိုဟန်ကြည့်လိုက်တဲ့အခါအဲ့ဒီလက်ဆောင်ကတော်တော်လေးဈေးကြီးနေတာကိုတွေ့လိုက်ရပါတယ်ဒါကြောင့်သူဟာပတ်စံပြန်ပေးဖို့ဆိုင်ကိုလိုက်သွားပြီမဲ့ဂျီဆူရဲ့စိတ်ထားလေးကိုမြင်သွားပြီးအဖေဖြစ်သူရှိမှအနေမခတ်စေချင်တာကြောင့်ပတ်စံကိုနောက်မှပဲပေးတော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ်နောက်တနေ့မှာတော့ဒိုဟန်ဟာစခန်းထဲမှာသူ့ကိုလာနှုတ်ဆက်တဲ့ယူနီနဲ့တွေ့ပါတယ်သူမကသူ့ကိုအရင်ကတည်းကနေကြောင်းနဲ့တွေ့ရတာဝမ်းသာကြောင်းလှိုက်လိုက်လဲလဲဖြိုးနေပြီမဲ့ဒိုဟန်မနာကတော့သိမကြည့်နိုင်ပါဘူးသူကလေ့ကျင့်ခန်းနောက်ကျနေပြီလို့အကြောင်းပြပြီးထွက်လာခဲ့ပါတယ်ယူနီတရားလေ့ကျင့်ခန်းလုပ်နေပြီမဲ့ဒိုဟန်ကသူမအပေါ်အေးအေးဆက်ဆက်ဆက်ဆံသွားလာကုန်ပဲတွေးမိနေပြီးအာယုံမရနိုင်ဖြစ်နေပါတယ်အဲ့ဒီညမှာတော့ဒိုဟန်ဟာသူ့ရဲ့လက်ကင်ဘဝလေးကိုအမေစီကလာတဲ့စာရီသိမ်းထားတဲ့အန်ဆွဲထဲမှာတေးသေးချာချာထည့်သိမ်းထားပါတယ်သူဟာသူ့ရမေကိုဘလောက်တောင်သတိရနေလဲဆိုတာအထင်ရှားပါပဲနောက်ကနေ့မှာဒိုဟန်နဲ့အကိုဖြစ်သူဂျောင်စစ်ကဒိုဟန်စိတ်ညစ်နေတာကိုသတိထားမိသွားပါတယ်လေ့ကျင့်ခန်းပြီးတဲ့နောက်မှာဂျောင်စစ်ကဘာဖြစ်လို့လဲလို့မေးပေမဲ့ဒိုဟန်ကတော့ဘာမှမဖြစ်ပါဘူးလို့ပဲငင်းနေပါတယ်ဒါပေမဲ့အကိုဖြစ်သူကတော့ဒိုဟန်တယောက်အမေဖြစ်သူကိုလွမ်းပြီးဝဲနေနေတာကိုသိနေပါတယ်သူကလေ့ကျင့်ခန်းမှာအာယုံစိုက်နိုင်ဖို့အတွက်အတိတ်ကကိစ္စတွေကိုအများကြီးတွေးမနေဖို့အကြံပေးလိုက်ပါတယ်နောက်ပိုင်းမှာတော့ဂျောင်စစ်နဲ့ဒိုဟန်တို့စေကူတာဆောင်မှာရှိနေတော့အကိုဖြစ်သူဂျောင်စစ်ကအိမ်ကိုတူပြောဖို့ပြောပါတယ်ဂျောင်စစ်ကဒိုဟန်ရဲ့စိတ်မထမသားဖြစ်နေမှုကိုစိုးရိမ်တာကြောင့်စိတ်ကျမ်းမာရေးဆိုင်ရာဆရာဝန်နဲ့တွားပြဖို့တိုက်တွန်းပါတယ်အားကစားသမားအများစုဟာကိုရေးကိုတာကိစ္စတွေနဲ့လေ့ကျင့်ရေးကိုခွဲခြားနိုင်မှုဒီလိုလုပ်လိရှိတယ်လို့ရှင်းပြတဲ့အခါမှာတော့ဒိုဟန်ကစဉ်းစားပေးပါမယ်လို့သဘောတူလိုက်ပါတယ်သူတို့နှစ်ယောက်ထွက်လာတဲ့အချိန်မှာရုတ်တရက်မိုးတွေရွာချလာပါတယ်ဒိုဟန်ကသူ့အကိုချောင်းစစ်ကိုထိပေးလိုက်ပြီးသူကတော့မိုးထဲမှာပဲလမ်းလျှောက်ပြန်လာခဲ့ပါတယ်အိမ်ပြန်လာမှတော့ဂျောင်စစ်ဟာမိုးရွာထဲမှာစပွဲတစ်လုံးကိုမနိုင်မနှင်းတည်လာတဲ့ဂျီဆူနဲ့ဆုံပါတယ်သူကစရင်ကောင်းစွာနဲ့ဂျီဆူကိုထီးမိုးပြီးစပွဲကိုလည်းကုတဲပေးပါတယ်မိုးရွာထဲမှာကားတွေအရှိန်နဲ့မောင်းလို့ရေတွေဆင်လာတဲ့အခါမှာလည်းဂျီဆူကိုရေမစင်အောင်ကာကွယ်ပေးလိုက်ပါသေးတယ်အဲ့ဒီလိုကျဉ်းနာမှုမျိုးတခါမှမကြုံဘူးတဲ့ဂျီဆူခလျာရင်တွေတုံပြီးဂျောင်စစ်ကိုစိတ်ထဲကနေဆွဲလန်းနစ်သက်သွားပါတော့တယ်နောက်တနေ့လေ့ကျင့်ခန်းသွားတဲ့လမ်းမှာလည်းဂျီဆူဟာလမ်းလျှောက်နေတဲ့ဂျောင်စစ်ကိုလှမ်းမိန်လိုက်ရပြန်ပါတယ်ဂျီဆူဟာသူမစိတ်ဝင်စားနေတဲ့ဂျောင်စစ်နောက်ကိုတကောက်ကောက်လိုက်ရင်နောက်ဆုံးမှာတော့ဝိတ်ချတဲ့ဆေးကန်းတစ်ခုရှေ့ကိုရောက်သွားပါတယ်ဆေးကန်းထဲကိုခိုးဝင်ကြည့်လိုက်တဲ့အခါမှာတော့သူမအန်အောသွားတာကဂျောင်စစ်ဟာအဲ့ဒီဆေးကန်းကဆရာဝန်တူဖြစ်နေတာပါပဲဂျီဆူကမြသူတို့နှစ်ယောက်ကြားကပညာအရေးအချင်းနဲ့လူမှုပတ်ဝန်းကျင်ကွာခြားချက်ကြီးကိုတွေးမိပြီးစိတ်သက်ကြကပြန်လှည့်ထွက်လာခဲ့ပါတယ်ဒါပေမဲ့အင်းရောက်လို့တေချာစဉ်းစားပြီးတဲ့နောက်မှာတော့သူ့ကိုစကားပြောခွင့်ရကိုနောက်တစ်ခေါက်ပြန်သွားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်သူမဆေးကန်းကိုပြန်ရောက်တဲ့အချိန်မှာဂျောင်စစ်ကအချလူနာတယောက်ကိုကျမ်းမာရေးကဘာမှစိုးရိမ်စရာမရှိပါပုံပရန်စစ်ဆေးမှုလေးတွေလုပ်ပေးလို့လုံလောက်ပါတယ်လို့အားပေးစကားပြောနေတာကိုကြားလိုက်ရပါတယ်ဂျီဆူဟာအဲ့ဒီမှာပုံမှန်ကျမ်းမာရေးစစ်ဆေးဖို့စည်ရင်းသွင်းနေပြီးမယ်ပတ်စံမလောက်တာကြောင့်တငယ်ချင်းလေးစီလိုက်ချီးပါသေးတယ်ဒါပေမဲ့ဘသူစီမှအပိုးမရှိကြပါဘူးတစ်ဖက်မှာလည်းယူနီတယောက်လေ့ကျင့်ခန်းလုပ်နေရင်းနဲ့လက်ရည်တွေကျလာတာကိုနီးပြကတတိထားမိသွားပါတယ်နီးပြကယူနီကိုခေါ်ယူမင်းမြန်းတဲ့အခါသူမကတခြားတငယ်ချင်းတွေလုံနိုင်တဲ့ကစားကွက်တစ်ခုကိုသူမမလုံနိုင်သေးလို့စိတ်ညစ်နေရကြောင်းဖွင့်ဟဝန်ခံပါတယ်နီးပြကလည်းသူမကိုအားပေးပြီးမကြခင်ရုရှားမှာကျင်းပမယ်ပြိုင်ပွဲအကြောင်းပြောပြပါတယ်အဲ့ဒီပြိုင်ပွဲကိုသွားဖို့ဆိုရင်အပိုအကုန်ကြစည်းတွေရှိတာကြောင့်အမေဖူးသူနဲ့တိုင်ပင်ပြီးပတ်စံပြင်ဆင်ထားဖို့မှားကြားလိုက်ပါတယ်ဒါပေမဲ့ယူနီအိမ်ပြန်ရောက်တဲ့အခါသူမအတော်ကုန်ကြစည်းတွေအယံများနေတာနဲ့ပတ်သက်ပြီးမိဘတွေစကားများနေတာကိုကြားလိုက်ရလို့စိတ်မကောင်းဖြစ်ခါပင်လေကန်းချီမှာသွားထိုင်နေပါတော့တယ်အဲ့ဒီမှာဒိုဟန်ကိုဖုံးဆက်ခေါ်ပြီးအရက်တွေအလုံးအကျွံတောက်နေတာကြောင့်ဒိုဟန်ကမနှက်ဖြန်လက်ကျင်းကြီးရှိတာကိုဘာလို့ဒီလောက်တောက်နေတာလဲလို့စူပူလိုက်ပါတယ်ယူနီကငါသာချမ်းသာတဲ့မိသားစုကဖြစ်ပြီးကောင်းကောင်းမွန်မွန်နေနိုင်ရင်တိတ်ကောင်းပါပဲလို့ညှိသွားတဲ့အခါဒိုဟန်ကနင်းရဲ့အိမ်မက်တွေကလက်တွေ့ဘဝနဲ့အရန်ဝေးနေလို့နင်ဝမ်းနေနေတာပါအိမ်မက်တွေကိုပြန်ပြီးအစီအစဉ်ချတင်ပြီးလို့အကြံပေးပြီးထွက်သွားခဲ့ပါတယ်နောက်တနေ့မှာတော့ဂျီဆူဟာစုချင်းဝင်အများကြီးပေးတဲ့တောင်းတဲ့ပြိုင်ပွဲတစ်ခုအကြံကြားလိုက်ရပါတယ်အဲ့ဒီစုချင်းဝင်ရရင်ဂျောင်းစစ်စီမှာကျမ်းမာရေးစစ်ဆေးခဲ့ပေးလို့ရပြီဆိုတဲ့အတွေးနဲ့ပြိုင်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်ပြိုင်ပွဲနေ့မှာတော့သူမတောင်းတဲ့နင်းချင်းဒိုဟန်နဲ့ဆုံပါတယ်ဒိုဟန်ကစကားလာပြောပေမဲ့ဂျီဆူကတော့ပထမဆူရဖို့ပဲအာယုံဆိုင်နေလာမို့သူ့ကိုဂယုမဆိုင်နိုင်ပါဘူးဒိုဟန်ကတော့သူမအနာကနေတောင်ထိပ်အထိလိုက်ပါပေးခဲ့ပေမဲ့တောင်ထိပ်ရောက်တဲ့အခါလူတွေအများကြီးရောက်နေနေတာကိုတွေ့ပြီးနှစ်ယောက်လုံးမှင်တက်သွားရပါတယ်ဂျီဆူကနာသူမရဲ့တခုတည်းသောမျောလင်းချက်ပျက်စီးသွားလို့အတော်လေးဝမ်းနေပြီးထွက်သွားခဲ့ပါတယ်သူမစိတ်ညစ်နေတာကိုတငယ်ချင်းတွေကမြင်တော့စိတ်ပြေလက်ပြောက်အပြီးမှမှုန်သွားစားကြပါတယ်ဒါပေမဲ့စားတောက်ဆိုင်မှာတငယ်ချင်းတယောက်ဝနေတာကိုလှောင်ပြောင်တဲ့သူတွေနဲ့စကားများကြပါလိမ့်တော့ဂျီဆူကဒေါသထွက်ပြီးချတော့မဲ့အချိန်မှာတငယ်ချင်းတွေကဝိုင်းတားပြီးစိုင်းပြင်းကိုအတင်းခေါ်ထုတ်သွားရပါတယ်
အဲ့ဒီချိန်မှာပဲဒိုဟန်နဲ့သူ့တငယ်ချင်းတွေကဆိုင်ထဲဝင်လာပြီးဂျီဆူတို့အုပ်စုစကားများနေတာကိုမြင်လိုက်ပါတယ်သူတို့ဝင်ပါမဲ့အလို့မှာပဲဂျီဆူတို့ကထွက်သွားကြပါတယ်ဒါပေမဲ့အဲ့ဒီလူတွေကဂျီဆူတို့အကြောင်းမကောင်းစားပြောနေတာကိုကြားတော့ဒိုဟန်တို့ကဝင်ပြီးရန်ဖိပေးလိုက်ပါတော့တယ်အချင်းတွေတင်းပါလာတဲ့အခါမှာတော့အားလုံးပဲအမြန်ထွက်ပြေးခဲ့ကြရပါတယ်ဘေးကင်းတဲ့နေရာရောက်တဲ့အခါဂျီဆူကနေငါ့တို့ကြောင့်ရန်ဖိပေးတာလားလို့မေးပါတယ်ဒိုဟန်ကမဟုတ်ပါဘူးလို့ညင်းပေမဲ့ဂျီဆူကတော့နေငါ့ထပ်ပဲဖိရမှာပါလို့တထိုင်တည်းဆုံးဖြတ်ပြီးကျေးဇူးတင်စကားပြောလိုက်ပါတယ်နောက်တစ်နေ့မှာတော့ဂျီဆူကိုအဖေဖြစ်သူကကြောက်အထိလိုက်ဖို့ပေးပါတယ် ကျောင်းရောက်တဲ့အခါအဖေကအားကစားသမားဆိုတာစိတ်ထွက်ပေါက်ရှိဖို့အပြင်သွားလာဖို့လိုတယ်ဆိုပြီးသူခက်ခက်ခဲခဲစူးစောင်းထားတဲ့ပတ်စံလေးကိုဂျီဆူလက်ထဲထည့်ပေးလိုက်ပါနဲ့ဂျီဆူဟာအဖေဘလောက်ပင်မန်းပြီးစုထားရလဲဆိုတာသိတာကြောင့်အဲလီပတ်စံကိုကျောင်းစစ်စီမှာကျမ်းမာရေးစစ်စစ်ကားအဖြစ်သုံးဖို့ခဏတာတွေးမိနေမိနောက်ဆုံးမှာတော့အဖေရဲ့စေတနာကိုငဲ့ညာပြီးမသုံးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဂျီဆူဟာစေခန်းသွားဖို့ထက်အဖေဖြစ်သူကိုဂုံတက်စေခြင်းပြီးဂျေဇုဆက်ချင်တဲ့စိတ်နဲ့လေ့ကျင့်ရေးအပေါ်မှာပဲအစွမ်းကုန်အာရုံစိုက်လိုက်ပါတော့တယ်ဒါကြောင့်စေခန်းချင်းဆိုမှုကိုပြက်ကွက်ထည့်ပြီးကျောင်းစစ်ရဆက်သွယ်မှုတွေကိုလည်းရှောင်နေခဲ့ပါတယ်ဒါပေမဲ့ကံကြမ္မာကစမ်းကြဲတယ်ပဲပြောရမလားနောက်တစ်နေ့လမ်းလျှောက်နေရင်ကျောင်းစစ်နဲ့မမျှော်လင့်ပဲထိုက်တိုးပါတော့တယ်ကျောင်းစစ်ရဲ့နှွေးထွေးတဲ့နှုတ်ဆက်မှုအောက်မှာဂျီဆူခမသူမရဲ့ခံစားချက်တွေကိုမထိန်ချုံနိုင်တော့ပဲစေခန်းမှာကျမ်းမာရေးစစ်ဆေးဖို့နောက်ဆုံးတော့ဆုံးဖြတ်လိုက်ပါတော့တယ်ဒုတိယအကြိမ်စစ်ဆေးမှုမှာတော့ဂျီဆူဟာသူတို့ပထမဆုံးတွေ့တုန်းကကျောင်းစစ်ပေးရဲ့အထီးလေးကိုပြန်ယူလာခဲ့ပါသည်အဲ့ဒီတုန်းကကူညီရဲလို့ကျေးဇူးတင်ပါတယ်လို့ပြောတဲ့အခါကျောင်းစစ်ကဒီထီးကိုတင်ထားလို့ရပါတယ်လို့ပြောပေမဲ့ဂျီဆူကတော့သူတို့ဘာပစ္စည်းအလကားမယူခြင်းကြောင်းနဲ့သူ့ရဲ့စေတနာကိုပဲကျေးဇူးတင်ကြောင်းယဉ်ကျေးပြန်ပြောခဲ့ပါတယ်စစ်ဆေးမှုလုပ်နေရင်ကျောင်းစစ်ကသူ့မမှာအစီပိုးဒီရှိနေလို့ဖယ်ရှားဖို့လိုအပ်ကြောင်းနဲ့တက္ကသိုလ်မှာအားကစားတစ်ခုခုကစားလားလို့မေးလိုက်ပါတယ်အဲ့ဒီမှာတင်ဂျေဆူတယောက်အလေးမမယ်ဆိုတာကိုပြောဖို့ဝန်လေးသွားပြီအားကစားမလုပ်ပါဘူးကျမကဆယ်လိုတီးတာပါလို့လိန်ပြောလိုက်ပါတော့လေ တိုက်တိုက်ဆိုင်ဆိုင်ပဲကြောင်စစ်ကလည်းချဲလူတီးတာဝါဒနာပါသူဖြစ်နေပါတယ်အဲ့ဒီချိန်မှာပဲဂျီဆူရဲ့အဖေစီကဖုန်းဆက်လာပြီးကျောင်းကိုမုံလာပို့မယ်အကြောင်းပြောပါတယ်ဂျီဆူဟာသူမဝိတ်တက်မှာဆိုလို့တငယ်ချင်းတွေနဲ့အတူမစားချင်တာကြောင့်အဖေမရောက်ခင်အမင်လန်သွားယူဖို့ပြင်ဆင်ပါတယ်လမ်းမှာဒိုဟန်နဲ့တွေ့တော့သူ့စပိန်နဲ့လိုက်ပို့ဖို့အကူအညီတောင်းပြီးအဖေစီကမုံကိုအချိန်မီသွားယူနိုင်ခဲ့ပါတယ်အဲ့ဒီညမှာတော့ဒိုဟန်ဟာအကိုဖြစ်သူအကြံပေးထားတဲ့အတိုင်းစိတ်ကျမ်းမာရေးဆရာဝန်နဲ့သွားပြပါတယ်သူခံစားနေရတဲ့ဝေဒနာတွေဟာသူ့ရင်ထဲမှာတိမ်ဆိတ်ထားတဲ့အရာတစ်ခုကြောင့်ဖြစ်တယ်လို့ရှင်းပြပြီးမြင်အဲ့ဒါကိုထုတ်ပြောဖို့တော့အဆင်မတင်သေးပါဘူးအပြန်လမ်းမှာတော့ဂျောင်စစ်နဲ့ပြန်ဆုံပြီးစခန်းကိုကားနဲ့အတူပြန်လာခဲ့ကြပါတယ်ကားပေါ်မှာဂျီဆူပြန်ပေးထားတဲ့ထီကိုလက်ဆောင်အိတ်လေးနဲ့မြင်တော့ဒိုဟန်ကမေးကြည့်ပါတယ်ဂျောင်စစ်ကဒါကဂီတကျောင်းသူလေးတယောက်ကိုငှားထားတာသူပြန်ပေးသွားတာလေလို့ပြောပြီးဒိုဟန်ကိုပြန်ပေးလိုက်ပါတယ်နောက်တစ်နေ့နေ့လည်စာစားကြည့်မှာတော့ဒိုဟန်နဲ့ဂျီဆူတို့စနှောက်နေကြတော့ယူနီရလာပါတယ်ယူနီဟာဒိုဟန်နဲ့ဂျီဆူယင်းနီးနေတာကိုကြည့်ပြီးသဝန်တိုးနေတာအထင်ရှားပါပဲသူမကဒိုဟန်နဲ့သူမဘလောက်နီးစပ်နေကြောင်းဂျီဆူကိုပြချင်နေတာကြောင့်ဒိုဟန်စိတ်ပြက်ပြီးထွက်သွားပါတယ်ယူနီကနောက်ကလိုက်ပြီးပြန်တွဲပေါ်ကောင်းဆိုပေမဲ့ဒိုဟန်ကတော့သူမအားကစားကိုပဲရွေးချယ်ခဲ့တဲ့နေ့ကအကြောင်းကိုပြန်တပြီးပေးပြီးညှင်းလွတ်လိုက်ပါတယ်နောက်တစ်နေ့ဂျီဆူစေကန်းသွားတဲ့အချိန်မှာတော့သူမဟာဒိုဟန်နဲ့ဂျောင်စစ်တို့ဟာညီကိုတွေထိနေမှန်းသိလိုက်ရပါတော့တယ်ဂျောင်စစ်ဒါကငါပြောပြဘူးတဲ့ဂီတသမားလေးလေလို့မိတ်ဆက်ပေးတဲ့အခါဒိုဟန်ကအတော်လေးအံ့ဩသွားပါတယ်ဂျီဆူကတော့သူမအလေးမမိတ်ဆိုတာကိုမပြောဖို့ဒိုဟန်ကိုမျက်နှာရိပ်မျက်နှာကဲပြပြီးတားလိုက်ရပါတယ်စေကန်းကထွက်လာတော့မှဒိုဟန်ကဂျီဆူကိုနင်ကဘာလို့ဂီတသမားလို့လိန်ပြောရတာလဲလို့မေးပါတော့တယ်ဂျီဆူကသူမဘာလို့လိန်ပြောရတယ်လဲဆိုတဲ့အကြောင်းပြချက်ကိုမမေးဖို့နဲ့ဂျောင်စစ်ကိုအမှန်တိုင်းမပြောပြဖို့ဒိုဟန်ကိုထက်ခါတလဲလဲတောင်းပန်ပါတယ်ဒါပေမဲ့လူလဲလီဒိုဟန်ကတော့နင်ငါ့ဘောဘလို့ဆက်ဆံမလဲဆိုတာကြည့်ပြီးမှငါဆုံးဖြတ်မယ်လို့ပြောပြီးထွက်သွားပါတော့တယ်အဲ့ဒီနေ့ကစပြီးဒိုဟန်ဟာဂျီဆူသူ့ကိုဘာမှပြန်မပြောရဲမှန်းသိလို့အမျိုးမျိုးအချက်ကုန်ဟိုက်ပြီးစနောက်ပါတော့တယ်ရက်အနေငယ်အကြမှာတော့သူတို့ကြီးကျောင်းစစ်ရဲ့ဆေးကမ်းမှာပြန်ဆောင်ကြပြီးစစ်ဆေးမှုအပြီးမှာကျောင်းစစ်ကဂျီဆူကိုညစာဖိတ်ကြွေးပါတယ်သမင်းဝိုင်းမှာလည်းဒိုဟန်ဟာကျောင်းစစ်ရှေ့မှာနဲ့ဂျီဆူကိုစချင်တာနဲ့အလေးမတဲ့အကြောင်းတွေကိုတွဲဝိုက်ပြီးခဏခဏထည့်ပြောနေပါတယ်သမင်းစားပြီးလို့နှစ်ယောက်တည်းရှိချိန်မှာတော့ဂျီဆူကမအောင်နိုင်တော့ပဲနင့်ရဲ့အချက်ကုန်ကိုင်မှုတွေကိုငါမခံနိုင်တော့ဘူးနင်ငါစီကဘာလို့ချင်တာလဲပြောငါအကုန်လုပ်ပေးမယ်ဒီကိစ္စကိုသာအဆုံးသတ်ပြီးတော့လို့ပောက်ကွဲပြီးပြောလိုက်ပါတယ်ဒိုဟန်ကလည်းစဉ်းစားလိုက်အောင်မယ်ဘာလို့ချင်လဲဆိုတာနောက်မှပြောမယ်လို့ခက်တီတီလည်းပြန်ပြောခဲ့ပါတယ်နောက်တစ်နေ့တက်ကတူပွဲတော်မှာပြိုင်ပွဲတွေအများကြီးရှိနေပြီးဂျီဆူတို့အလေးမအသင်းကလည်းစုတွေအများကြီးသိမ်းပိုက်ထားပါတယ်အဲ့ဒီအချိန်မှာဂျီဆူဟာဒိုဟန်ရဲ့တငယ်ချင်းထိုင်းနဲ့ဆုံပါတယ်ထိုင်းကဒိုဟန်တယောက်ဒီနေ့ချင်းပါမိတ်စံအိတ်မှပြိုင်ပွဲကိုရောက်မလာလို့နီးပြကလိုက်ရှာနေပြီးအသေးလိုက်အပြစ်ပေးခံရတော့မယ်လို့စိုးရိမ်တကြီးပြောခဲ့ပါတယ်ဒိုဟန်ကဘယ်သူဖုန်းကိုမှမဖြေပါဘူးဒါပေမဲ့ဂျီဆူခေါ်တဲ့အခါမှာတော့သူဖုန်းကင်လိုက်ပါတယ်ဂျီဆူကနင့်ကိုနှုတ်ဖိတ်ခဘလို့ပေးရမလဲဆိုတာငါသိပြီနင့်အစားငါပဲစန်အိတ်မှပြိုင်ပွဲမှာဝင်တိုင်ပေးမယ်
အဲ့ဒီစားနေငါကိုအချက်ကိုင်းတာတွေရပ်ဖေးတော့လို့ပြောလိုက်ပါတယ်ဒိုဟန်ဘက်ကတိတ်ဆိတ်နေတာကိုသဘောတူတယ်လို့မှတ်ယူပြီးဂျီဆူဟာရေကူးအသင်းကိုစပြုတ်ဝင်ပလိုက်တာပထမဆုရယူပေးလိုက်ပါတယ်ဒါပေမဲ့သူမကြောင့်အလေးမအသင်းကဒုတိယပဲရသွားတာမို့သူမရဲ့အသင်းဖော်တွေကတော့အတော်လေးစိတ်တိုးသွားကြပါတယ်ပြိုင်ပွဲအပြီးမှာဒိုဟန်ကဘာလို့ဒီလိုလောက်တာလဲလို့မေးတဲ့အခါဂျီဆူကငါဂျောင်စစ်ကိုချစ်လို့သူ့ကိုလက်မလက်ချစ်လို့ပဲလို့ဖြန့်ပြောလိုက်ပါတော့လေဂျီဆူကဒိုဟန်ရဲ့အကိုဖြစ်သူကိုချစ်နေမိကြောင်းနဲ့အမှန်တိုင်းမပြောဘူးထပ်မံတောင်းပန်ပြီးထွက်သွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့ဂျီဆူစီကိုဒိုဟန်ကဖြောဖြိုမဲလက်မှတ်တစ်ဆောင်နဲ့အတူစာတိုတစ်ဆောင်ပို့လာပါတယ်စာထဲမှာတော့နင်းနဲ့ဂျောင်စစ်နီးဆက်အောင်ငါကူညီပေးမယ်ဂျောင်စစ်စီကိုလည်းလက်မှတ်တစ်ဆောင်ပို့ထားတယ်လို့ရေးထားတာကြောင့်ဂျီဆူခမပျော်ပြီးပွဲကိုသွားပါတော့တယ်အဲ့ဒီမှာဂျောင်စစ်နဲ့မမျော်လင့်ပဲစုံတလို့ဟန်ဆောင်ပြီးသူတို့ညအတူတူဖြိုးဖြိုးရွှင်ရွှင်အချင်းကုန်ဆုံးခဲ့ကြပါတယ် တစ်ချိန်တည်းမှာပဲဒိုဟန်ကတော့စိတ်ကျမ်းမာရေးဆရာဝန်နဲ့တွေ့ပြီးသူ့ဘဝရဲ့အမှောင်ဆုံးလှိဝချက်ကိုဖွင့်ချလိုက်ပါတယ်။သူအသက်10နှစ်အရွယ်မှာအမေဖြစ်သူကသူ့ကိုထားခဲ့ပြီးကနေဒါမှာနော့အိမ်တော်ပလူသွားခဲ့တာပါ။အဖေဖြစ်သူဆုံးပြီးနောက်မှာတော့သူဟာဦးလေးအတော်နဲ့သူတို့ရဲ့သားဖြစ်သူဂျောင်စစ်ကိုနဲ့အတူညီအကိုလေးလိုနေထိုင်ခဲ့ရတာပါ။အမေဖြစ်သူကဒိုဟန်စီကိုစားတဲ့အမြဲပို့ခဲ့ပြီးမဲ့တတိယမြောက်စာကစားပြီးလက်ရည်တွေပြောင်းနေတာကိုဒိုဟန်သတိထားမိခဲ့ပါတယ်။အဲ့ဒါကတော့အမေဖြစ်သူကစာမပို့တော့တဲ့နောက်မှာဒိုဟန်ရဲ့ရင်ထဲမထိခိုက်အောင်အတော်ဖြစ်သူကအမေကိုစားစာရီလင်ရေးပေးနေကြတာပါဒိုဟန်ဟာငယ်စဉ်ကအမေဖြစ်သူရဲ့နှွေးထွေးတဲ့ပွေဖတ်မှုကိုမရရှိခဲ့တဲ့ဟာတာပြေမှုအဖြစ်ရေကူးခြင်းကိုအားကိုးခဲ့ရကြောင်းဆရာဝန်ကိုယင်ခွင့်လိုက်ပါတယ်ဒါဟာသူရေကူးပလန်ဝဲဝီမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်နေရတဲ့တကယ်အကြောင်းရင်းခံဖြစ်ပြီးဆရာဝန်ကလည်းဒီပြဿနာကိုဖြည်းဖြည်းချင်းအတူတူဖြေရှင်းဖားကြဖို့အားပေးစကားပြောလိုက်ပါတယ်တစ်ချိန်တည်းမှာပဲဂျီဆူနဲ့ဂျောင်စစ်တို့ဟာဖျော်ဖြေပွဲအပြီးမှာလမ်းလျှောက်ရင်းအေးနေတဲ့ဂျီဆူကိုဂျောင်စစ်ကသူ့ရဲ့ကုတ်အင်ဂျီလီချွတ်ပြီးခြုံပေးလိုက်ပါတယ်ဂျီဆူခင်ဗျာရင်းတွေတုံပေးပျော်လွန်းလို့အေးမတ်မတ်နေသလားတောင်ထင်မှတ်နေရရှာပါတယ်နောက်တော့လမ်းမှာဒိုဟန်နဲ့ဆုံတဲ့အခါဖျော်ဖြေပွဲလက်မှတ်အတွက်ဂျီဆူစကားပြောရင်းထုံးစံအတိုင်းနှစ်ယောက်သားလမ်းမပေါ်မှာကလေးတွေလိုစနောက်ပြေးလွှားနေကြပါသေးတယ်ဒါပေမဲ့နောက်တစ်နေ့လိချင်ရေးစခန်းရောက်တဲ့အခါဂျီဆူတယောက်အတော်လေးထိလန့်သွားရပါတယ်အကြောင်းကတော့နီးပြကသူမကိုတခြားအသင်းဖော်တွေအတွက်နီးရဖဲပေးဖို့နဲ့ဝီတန်တစ်ခုတိုးပြီးရှင်ပြိုင်ဖို့အတွက်ကိုယ်လေးချိန်4ကီလိုဂရမ်ထပ်တိုးဖို့ခိုင်းစေလိုက်လို့ပါပဲသူမဟာဝီတန်အသင်းမှာရှင်ပြိုင်ဖို့ကြောက်ရွံ့နေတယ်လို့ဂျောင်စစ်ကသူမဝီတက်လာတာကိုသိသွားမှာကိုလည်းအရန်စိုးရိမ်နေပါတယ်ဒါပေမဲ့နီးပြကတော့သူမကိုယုံကြည်မှုအပြည့်ရှိနေပြီးစုတဲ့စိတ်ရမယ်လို့အားပေးတဲ့ကြောင့်ချီဆူတယောက်အစာရီအများကြီးပြန်စားပြီးဝီတင်ရပါတော့တယ်ရအနေငယ်အကြားစေကမ်းမှာဂျောင်စစ်နဲ့ပြန်ဆုံးတဲ့အခါဝီတက်လာတာကိုမြင်ပြီးဂျောင်စစ်ကအံ့ဩသွားပါတယ်အရင်ကဝိတ်ကြနေတာကိုအခုဘာလို့ပြန်တက်လာတာလဲလို့မြင်တဲ့အခါဂျီဆူခမညာဘာကြောင့်မှမသိပါဘူးလို့ပဲလိန်ဖြောင်းရင်းစိတ်ထဲမှာတော့သူ့ကိုလိန်နေရလို့ဝမ်းနေရပါတယ်။နောက်တနေ့မှာတော့တငယ်ချင်းဖြစ်သူဟေယွန်းနဲ့နေလေစာစားနေတော့ဂျောင်စစ်စီကစေကန်းချင်းစုံမှုအတွက်စားထိုးရောက်လာပါတယ်။အဲ့ဒီမှာရင်ဟေယွန်းကဂျီဆူတယောက်ဝိတ်ချစေကန်းဘာလို့သွားနေရတာလဲဆိုတာကိုသိသွားပြီးဂျီဆူကစစ်ကြောင်းအကုန်ပြန်ပြောပြလိုက်ရပါတယ်။ဟေယွန်းကဂျောင်စစ်ကိုမြင်ဘူးသွားတဲ့အခါမှာတော့ဂျောင်စစ်ကအယမ်းချောတာပဲနင်ကသူ့အပလက်ဆိုအရာရာလူပြီးဖို့ထိုက်တန်ပါတယ်လို့တောင်မြောက်ပေးလိုက်ပါသေးတယ်အဲ့ဒီနောက်ဟေယုံကဂျီဆူစေကန်သွားရင်ဝတ်ထိုအဝတ်တစားတွေကိုပါကူရိုးပေးပါတယ်စေကန်မှာချောင်စစ်ကဂျီဆူကိုဝိတ်ပြန်တက်လာတာမြင်တော့စိတ်ပူသွားပြီးတငယ်ချင်းတွေလည်းရှောက်စားမိလို့ပါဆိုတဲ့စင်ကြီးကိုလက်ခံကဝိတ်ပြန်ကြအောင်အတူတူကြိုးစားကြမယ်လို့မှားကြပါတယ်စစ်ဆေးမှုအပြီးမှာချောင်စစ်ကဒိုဟန်အချောင်းကိုလည်းထည့်မေးပါတယ်ဒိုဟန်ဟာစိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်ပြိုင်ပွဲစတင်ချိန်တွေမှာအခက်အခဲရှိနေပြီးပြိုင်ပွဲတွေကနေတနစ်နီးပါးအပေခံထားရတာကိုဂျောင်စစ်ကစိုးရိမ်တကြီးပြောပြပါတယ်။တစ်ဖက်မှာလည်းဒိုဟန်ဟာပြိုင်ပွဲတစ်ခုမှာရှင်ပြိုင်နေရင်ရေထဲမစင်ခင်ခေါင်းထဲကနာကျင်မှုကိုပြင်းပြင်းထန်ထန်ခံစားလိုက်ရပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့သူအရှုံးမပြေပဲအဲ့ဒီဝေဒနာကိုအန်တုပြီးရေထဲကိုအောင်မြင်ခုန်ဆင်းနိုင်ခဲ့ပါတယ်။သူစတုတ်ထပဲရခဲ့ပေမဲ့စတင်ထွက်ခွာမှုကိုအမားအရွေးမရှိလုံနိုင်ခဲ့တဲ့အတွက်အတိုင်းမသိပျော်ရွှင်နေပါတယ်။ပြိုင်ပွဲအပြီးမှာဂျီဆူကဒိုဟန်ကိုစာပို့ပြီးတွေ့ဆုံကဖားရုပ်လဲခောက်ထားတဲ့စက်ကူလေးကိုဒါကနင်းအတွက်ကန်ကောင်းစီမဲ့အဆောင်လေးပေါ့ဆိုပြီးပေးလိုက်ပါတယ်။သူမဟာဒိုဟန်လေးအခက်အခဲတွေကိုဂျန်စစ်စီကနေတီးထားရကြောင်းနဲ့အမြန်ဆုံးတက်တာပါစီလို့ဆူတောင်းပေးခဲ့ပါတယ်။သူတို့နှစ်ယောက်လိုင်းလျှောက်နေရင်ရင်းနှီးနေတာကိုအဝေးကနေမြင်လိုက်ရတဲ့ယူနီကတော့မနာလိုစိတ်တွေဖြစ်နေပါတော့တယ်။ယူနီဟာအဆောင်ကိုပြန်ရောက်တဲ့အခါဂျီဆူရဲ့အိတ်ထဲမှာဝိတ်ချကိုရေးဆွဲထားတဲ့အစီအစဉ်စာရွက်ကိုတွေ့ထွားပါတယ်။ဂျီဆူကဝိတ်တဲ့အောင်လောက်ရမယ်သူဆိုတာကိုသိနေတဲ့ယူနီဟာဒီစာရွက်ကိုဂျီဆူရဲ့နီးပြစီသွားပေးပြီးအဆက်ခွဲဖို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ဖက်မှာလည်းဂျီဆူတယောက်နေ့လယ်စာစားနေတော့အဖေးဖြစ်သူကဆိုင်ကိုလာခဲ့ဖို့ဖုံးဆက်ခေါ်ပါတယ်။ဆိုင်ကိုရောက်သွားတဲ့အခါမှာတော့နီးပြပါရောက်နေတာကိုတွေ့လိုက်ရပြီးနှစ်ယောက်လုံးကဝိတ်ချော့တဲ့အစီအစဉ်အကြောင်းကိုဒေါသတကြီးနဲ့မေးမြန်းကြပါတယ်။ဂျီဆူခမညာဘာမှပြန်မပြောနိုင်ပဲဆိုင်ဘဲကပြီးပြေးထွက်လာခဲ့ရပါတယ်။ဒီဖြစ်ရကြောင်းနီးပြဟာလေ့ကျင့်ရေးမှာသူမအပေါ်အရင်ကားတဲ့ပိုပြီးတင်းကျပ်လာသလိုအဆောင်ကနေအပြင်ထွက်ခွင့်ပိတ်လိုက်ပြီးလက်ထောက်နီးပြကလည်းသူမနာကိုတထောက်ကောက်လိုက်ဆောင်ကြည့်နေပါတော့တယ်။ဒါကြောင့်ဂျီဆူဟာဂျောင်စစ်နဲ့ချင်းထားတဲ့စေကန်းရက်ကိုပြက်ကွက်ခဲ့ရပါတယ်။ဂျောင်စစ်ရဲ့မွေးနေ့မှာဒိုဟန်က
ဒီအခွင့်အရေးကိုအမိအားစုပ်ကုန်းပြီးလက်ဆောင်ဝယ်ပြီးဂျောင်စစ်နဲ့ပိုနီးစားအောင်ကြိုးစားပါလို့စပို့ပေးမယ်လေဂျီဆူဘက်ကဘာမှပြန်မပြောနိုင်ခဲ့ပါဘူးဂျောင်စစ်ရဲ့မွေးနေ့ပွဲမှာလည်းဂျီဆူတယောက်စေခန့်မလာတာကိုတီးသွားတဲ့ဂျောင်စစ်ဟာသူမကိုစိတ်ဆိုးသွားပြီးဆက်သွယ်ဖို့ကြိုးစားပေမဲ့မရခဲ့ပါဘူးရဲ့အနှဲငယ်အချက်မှာတော့ဂျီဆူတယောက်ကြောင်းပြင်ပါကိုထပ်ခွင့်ရခဲ့ပါတယ်သူမဟာအဖေကိုစိတ်ဆိုးအောင်လူမိလို့တောင်းပန်ဖို့ဆိုင်ကိုသွားပြီးမယ်အဖေကတော့သူမအပေါ်အေးဆက်ဆက်ဆံနေတော့မှာပဲအဖေထက်သူကငါအဲ့ဒီဝိတ်ချပေးတဲ့ဆရာမွန်စီကိုသွားပြီးသင်ခန်းစာပေးလိုက်မယ်ငါသမီးလိုចောင်းသူမျိုးကိုဘာသူမှထပ်မလိန်ရဲအောင်လုပ်ပြမယ်လို့ကျင်းဝါပါတော့လေ ဂျီဆူကအဖေအထင်လွဲနေတာကိုတားပေးမယ်အဖေထစ်သူဟာရုတ်တရက်တတိလစ်လဲကျသွားခဲ့ပါတယ်စိတ်ပူသွားတဲ့ဂျီဆူဟာလူနာတင်ကားခေါ်ပြီးဆေးရုံကိုအမြန်ပို့လိုက်ရပါတယ်အဲ့ဒီမှာအဖေထစ်သူဟာသူ့ရဲ့ကြောက်ကယောဂါကိုဂယုမဆိုင်ပဲပြစ်ထားခဲ့လို့အခုလိုလဲကျသွားတယ်မှသိလိုက်ရပါတယ်အဖေအခြေအနေစိတ်ချရပြီဆိုမှဂျီဆူဟာဂျောင်စစ်ရဲ့ဆေးခန်းကိုနောက်ဆုံးအကြည့်အဖြစ်သွားခဲ့ပါတယ်ဒါဟာသူ့ကိုနောက်ဆုံးတွေ့ချင်းဖြစ်ပါစေတော့လို့ကိုပြောရင်ဂျောင်စစ်ရဲ့အကားပေါ်မှာမွေးနေ့လက်ဆောင်လေးတင်ထားခဲ့ပြီးပြန်လက်ထွက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဒိုဟန်စီကဖုံးလာပြီးနင်ပဲရောက်နေတာလဲဘာလို့ဖုံးမကင်တာလဲလို့မေးပေမဲ့သူမရှိမှဒေါသထွက်နေတဲ့ချွဲနဲ့ဟဲရွဲတို့ကိုတွေးလိုက်ရတာကြောင့်ဖုံးချလိုက်ပါတယ်ချွဲဟာအရန်ကိုဒေါသထွက်နေပြီးအဖေကိုစေးရုံမှာထားခဲ့ပြီးဘဲတွေသွားနေတာလဲလို့အော်ငေါ့ပါတယ်ဂျီဆူကဘာမှပြန်မပြောတာကြောင့်ချွဲကသူ့မကိုရိုက်နှက်ပြီးအဖေပေးပါတော့တယ်ဟဲရွဲကကြားတဲ့ကနေတားဆီးပြီးဂျီဆူကိုစကားပြောခွင့်ပေးဖို့တောင်းပန်မှသာဂျီဆူကဂျောင်စစ်နဲ့နီးစပ်ဖို့သူမဘာတွေလောက်ခဲ့ရလဲဆိုတာကိုအကုန်ဖွင့်ပြောပါတော့တယ်သူမစေကန်းသွားတာဟာဝိတ်ချဖို့မဟုတ်ပဲဂျောင်စစ်ကိုတီကျွမ်းခွင့်ရဖို့ဖြစ်ကြောင်းနဲ့အခုလဲငွေနေ့လက်ဆောင်သွားပေးတာဖြစ်ကြောင်းရှင်းပြပါတယ်ချွဲလဲနားလဲသွားပြီးဂျီဆူကိုတီးတန့်ခေါ်ကတယောက်ကိုတယောက်ချစ်တာကတဘာဝပါပဲဒါပေမဲ့နင့်အနာဂတ်ကိုမထိခိုက်စေနဲ့လို့အကြံပေးကအဆောင်ပြင်းတဲ့အိတ်ဖို့ခိုင်းလိုက်ပါတယ်အဆောင်အပြန်လမ်းမှာတော့ဂျီဆူဟာဒိုဟန်နဲ့ဆွတ်ပါတယ်ဂျီဆူကဖြစ်သည်များအချောင်းဆုံးကိုပြောပြတဲ့အခါဒိုဟန်ကသူမစိတ်သက်သာရအောင်ညစာလိုက်ချွေသည်တညလုံးအတူတူအချိန်ဖြုံးပေးခဲ့ပါတယ်အဆောင်ကိုပြန်ရောက်တဲ့အခါဒိုဟန်ကအဲ့ဒီစီညွန်းစာရွက်ကိုအဖေနဲ့နီးပြစီဘသူပို့လိုက်တာလဲသိလားလို့မေးပါတယ်ဂျီဆူကသူမမသိကြောင်းနဲ့အခန်းထဲမှာပဲထားခဲ့တာဖြစ်ကြောင်းပြောတဲ့အခါမှာတော့ဒိုဟန်ဟာယူနစ်နဲ့ဂျီဆူတို့အခန်းဖော်ရီဖြစ်နေတာကိုသတိရသွားသလိုလွန်ခဲ့တဲ့ရက်ပိုင်းကယူနစ်တရအလေးမလေးကျင်ရေးစခန်းထဲကိုဝင်သွားတာကိုမြင်လိုက်ရတာကိုလည်းပြန်သတိရသွားမှာတော့လေဒိုဟန်ကတော့ဒီကိစ္စကိုလုပ်တာယူနစ်ပဲဖြစ်ရမယ်လို့တစ်ထစ်ချယုံကြည်နေပါတယ်နောက်ကနေ့မှာသူကယူနစ်ကိုခေါ်တွေ့ပြီးဂျီဆူကိုအခုလိုလုပ်ခဲ့တာသူမလားလို့တဲ့ထိုးမိလိုက်ပါတယ်ယူနီကလည်းသူမလွတ်ခဲ့တာမှန်ကြောင်းဂျီဆူနဲ့ဒိုဟန်တို့တွဲဖြစ်နေရကိုမနာလို့ဖြစ်လို့လွတ်ခဲ့တာထက်ကြောင်းဝန်ခံလိုက်ပါတယ်ယူနီအခန်းပြန်ရောက်တဲ့အခါမှာတော့ဂျီဆူတယောက်ဒိုဟန်နဲ့ဖုံးပြောနေတာကိုတွေ့သွားပြန်ပါတယ်ယူနီကဂျီဆူရဲ့လက်ထဲကဖုံးကိုလူယူပြီးဒိုဟန်ကငေါ့ဤစားမို့လို့သူရဲ့ဝေးဝေးနေပါလို့အော်ငေါ့ပါတော့တယ်ဂျီဆူကလည်းဒေါသထွက်သွားပြီးငေါ့မှာချိရမယ်သူအခြားတိလို့ရှိပြီးတာပါငါနဲ့ဒိုဟန်ကြားမှာတငယ်ချင်းတက်ဘာမှမပိုးဘူးလို့ပြန်ပြောပေမဲ့ယူနီကတော့လုံးဝမယုံပဲလိန်နေတာလို့ဆွဆွဲနေပါတယ်ဒါကြောင့်ဂျီဆူကပိုပြီးစိတ်တို့ကယူနီကိုတွန်းထုတ်ပြီးအခန်းထဲကနေထွက်သွားပါတော့တယ်နောက်တစ်နေ့မှာတော့ဒိုဟန်ဟာစိတ်ကြမ်းမာရေးဆရာဝန်ကြီးထပ်မံတွေ့ဆုံပါတယ်သူ့ရဲ့အခြေအနေကတိုးတက်မလာပဲနောက်ဆုံးပြိုင်ပွဲမှာလည်းခေါင်းကိုက်ဝေဒနာခံစားခဲ့ရကြောင်းပြောပြပါတယ်ဆရာဝန်ကတော့ဒါဟာသူထင်တယ်လို့မယိုးရှင်းကကြောင့်စိတ်ရှည်ဖို့အကြံပေးတယ်လို့သူ့ကိုထားခဲ့တဲ့အမေဖွတ်သူအပေါ်ဘလို့ခံစားရလဲလို့မေးပါတယ်ဒူဟန်ကအစပိုင်းမှာအစွန့်ပေးခံရတယ်လို့ခံစားပြီးမြင်အရွယ်ရောက်လာတဲ့အခါမှာတော့အမေဒီလိုဝေးကွာနေရတာအကြောင်းရင်းတစ်ခုခုရှိမှာပါလို့ကိုယ့်ဘာသာဆင်ခြေပေးပြီးနားလည်ပေးခဲ့တယ်လို့ဆိုပါတယ်တစ်ဖက်မှာလည်းယူနီဟာသူမရဲ့ညီမထက်သူငိုနေတာကိုတွေ့ပြီးမေးကြည့်တဲ့အခါမှာတော့မိဘတွေကွာရှင်းရမယ်ဆိုတဲ့သတင်းစိုးကိုကြားလိုက်ရပါတယ်ယူနီကအမေဖြစ်သူစီအပြေးအလွားသွားပြီးတားဆီးပေမဲ့အမေကတော့တာဝန်တွေအကုန်လုံးကိုသူမတယောက်တည်းထမ်းပေါ်နေရတာကြောင့်စိတ်အေးချမ်းမှုမရှိတော့လို့ပြက်သားသားဆုံးဖြတ်ပြီးပြီလို့ပြောပါတယ်ယူနီကသူမကူညီပါမယ်လို့ပြောပေမဲ့အမေကတော့လက်မခံပါဘူးအမေကနေနမဲကြီးအားကစားသမားဖြစ်ဖို့အိမ်မက်တွေတော့ဘဝတစ်ခုလုံးပေးဆက်ခဲ့တာအခုလိုပင်မှန်စူးစမ်းခဲ့တာတွေကိုအလားဟာတာအဖြစ်မခံလိုက်ဘူးလို့ပြောလိုက်ပါတယ်နောက်ကနေ့လီကျင်ရေးဆင်းနေတော့ဂျီဆူစီကိုဂျောင်စစ်စီကဖုံးလာပါတယ်ဖုံးကြိုက်လိုက်တဲ့အခါမှာတော့ဆေးကိုင်းကိုဘာလို့ပုံမှန်မလာတာလဲလို့မေးတာကြောင့်ဂျီဆူကကျမနောက်ထပ်မလာနိုင်တော့ဘူးပညာဆက်တင်ထိုးဂျာမနီကိုသွားတော့မှမို့လို့ပါလို့လင်ပြောလိုက်ရပါတယ်ဂျောင်စစ်ကလည်းဆူတောင်းပေးပြီးဖုံးချသွားပါတယ်အဲ့ဒီနောက်မှာတော့ဂျီဆူဟာဒိုဟမ်စီဖုံးဆက်ပြီးဖြစ်သည်များကိုပြောပြကစိတ်ညစ်လို့အဖြစ်သွားခြင်းကြောင့်ပြောပါတယ်ဒိုဟန်ကလည်းအားနေတာနဲ့ရုပ်ရှင်သွားကြီးကိုအကြံပေးလိုက်ပါတယ်တိုက်ဆိုင်ပဲယူနီကတော့ဘိုက်အောင်လို့ဆေးဆိုင်မှာဆေးဝယ်ရင်းမူးလဲတာပါတယ်ဆေးဆိုင်ကဆရာဝန်ကကူညီပေးလို့တတိရလာတဲ့အခါသူမကဒိုဟန်စီဖုံးဆက်ပြီးလာကြိုဖို့အကူအညီတောင်းပါတယ်ဒိုဟန်ကယူနီကိုအဆောင်အထိလိုက်ပို့ပေးပြီးမှဂျီဆူနဲ့ချင်းထားတဲ့ရုပ်ရှင်ရုံကိုအပြေးအလွှာသွားခဲ့ရပါတယ်ဒါပေမဲ့သူရောက်သွားတဲ့အချိန်မှာရုပ်ရှင်ကပြီးသွားပြီထလို့ဂျီဆူဟာအတော်လေးစိတ်ဆိုးနေပါတယ်ဒိုဟန်ကပြန်ချော့တဲ့အနေနဲ့ညစာလိုက်ချွေးပြီးနှစ်ယောက်သားပျော်ပျော်ရွှင်ရွှင်အချိန်ကုန်ဆုံးခဲ့ကြပါတယ်
အဆောင်ပြင်ရောက်တဲ့အခါသူတို့နှစ်ယောက်တွဲပြန်လာတာကိုယူနီကမြင်သွားပြီးဝမ်းနဲ့ဒေါသထွက်ကဒိုဟန်နဲ့ရိုက်ထားတဲ့ထပ်ပုံတွေကိုအကုန်ဖျက်ဖြစ်ပါတော့တယ်ဒိုဟန်ရဲ့နှလုံးသားမှာသူမအပနေရမရှိတော့ဘူးလို့သူမခံစားလိုက်ရလို့ပါနောက်တစ်နေ့မှာဒိုဟန်ကဂျောင်စစ်ရဲ့ဆေးခန်းကိုသွားပြီးမယ်သူ့ကိုမတွေ့ရပါဘူးဝန်တန်းကိုမဲကြည့်တဲ့အခါဂျောင်စစ်ကအတက်ကတိုတွေကဆေးခန်းမှာရှိရဲ့သူ့ရဲ့ရီစာယွန်ဂီစီကိုတွားလေတယ်လို့သိလိုက်ရပါတယ်ဂျီဆူလည်းအဲ့ဒီမှာရှိနိုင်တာကိုသိတဲ့ဒိုဟန်ဟာထိတ်လန့်သွားပြီးထိုင်းကိုဖုံးဆက်ကဂျီဆူစီအမြန်သွားပြီးတတိပေးဖို့ခိုင်းလိုက်ပါတယ်ဒါပေမဲ့ထိုင်းတယောက်ဂျီဆူစီကိုရောက်သွားတဲ့အချိန်မှာပဲဂျောင်စစ်လည်းရောက်ရှိလာပါတော့တယ် ကန်ကောင်းထောက်မှစွာပဲဂျီဆူဟာကျောင်းစစ်မမြင်ခင်မှာပုံနေနိုင်ခဲ့ပါတယ်။သူထွက်သွားတော့မှဈေးခန်းထဲကနေထွက်လာခဲ့ပေမဲ့ကျောင်းစစ်ကအဖောင်းမိတ်ချန်ခဲ့လို့ဈေးခန်းကိုပြန်လှည့်လာတာနဲ့ထိတ်တိုက်တိုးပါတော့တယ်။ကျောင်းစစ်ကသူမကိုမြင်ချင်းကားပေါ်ကဆင်းပြီးလာနှုတ်ဆက်ပါတယ်။အဲ့ဒီချိန်မှာဒိုဟန်ကဂျီဆူကအကိုကိုလာတွေ့တော့ပါ။တခြားဘာမှမဟုတ်ပါဘူးလို့ဂျားတဲ့ကကူညီပြောပေးပေမဲ့ဂျီဆူကတက္ကသိုလ်ရဲ့အားကစားယူနီဖောင်းဝတ်ထားတာကြောင့်ကျောင်းစစ်ကအသိမယုံတယ်လို့ဖြစ်နေပါတယ်။နောက်ဆုံးမှာတော့ဂျီဆူဟာစက်မလင်ချင်တော့တာနဲ့အမှန်တရားအလုံးကိုဖွင့်ပြောပြီးဝမ်းနေတဲ့ကြီးထွက်သွားပါတော့တယ်။အဲ့ဒီနောက်ဒိုဟန်ကချောင်းစစ်ကိုသူမကအလေးမမိန်ဆိုတာကိုပြောရင်အကိုကသူမကိုတခြားမိန်းကလေးတွေလိုနုနုနဲ့နဲ့မရှိဘူးလို့ထင်မှဆိုးလို့ရှက်ပြီးလင်းခဲ့တာပါလို့ရှင်းပြပါတယ်။ချောင်းစစ်ကတော့သူကအဲ့ဒီလိုမျိုးဘယ်တော့မှတွေးမှမဟုတ်ဘူးလို့ပြန်ပြောခဲ့ပါတယ်။နောက်တစ်နေ့လေ့ကျင့်ရေးပြီးမှဂျီဆူကဒိုဟန်ကိုဖုံးဆက်ခေါ်ပြီးတွေ့ဆုံကြပါတယ်။သူမကချောင်းစစ်ဘာရီပြောချင်ခဲ့လဲလို့မေးတဲ့အခါဒိုဟန်ကသူဘာမှမပြောပါဘူး။ဒါပေမဲ့နေပါလို့လိန်ရတာလဲအလေးမတဲ့သူကဘာလို့ဝိတ်ချဖို့ကြိုးစားရတာလဲဆိုတာကိုတော့သူနားမလည်နိုင်ဖြစ်နေတယ်လို့ပြန်ပြောပြပါတယ်။ဒိုဟန်ဟာစိတ်ညစ်နေတဲ့ဂျီဆူကိုကစားကွင်းခေါ်သွားပြီးဂိမ်းတွေတူကစားရင်းစိတ်ဖြေဖြောက်ပေးခဲ့ပါတယ်။တစ်ဖက်မှာလည်းယူနီတီအောင်လေ့ကျင့်ရေးစင်းနေတော့အမေထီတူစီကဖုံးလာပါတယ် အဖေဖြစ်သူအိမ်ကနေထွက်သွားပြီးရဲ့နောက်မှာတူမရဲ့ညီမလေးပါအိမ်ကနေဆင်းသွားကြောင်းသိလိုက်ရပါတယ်။ယူနီဟာတငယ်ချင်းအိမ်မှာတွားပုံနေတဲ့ညီမဖြစ်သူကိုတွားခေါ်ပေမယ့်ညီမဖြစ်သူကတော့အိမ်ပြန်ဖို့ငင်းဆန်ပြီးဒက်ဆီနဲ့ထွက်သွားပါတော့တယ်။ညဘက်မှာတော့ဒိုဟန်နဲ့ဂျီဆူတို့အရက်တွေအလုံးအချုံတောင်းမိကြပြီးဂျီဆူတယောက်လုံးဝတတိလစ်သွားတာကြောင့်ဒိုဟန်ကသူမကိုအိမ်အထိပွေ့ချီပို့ပေးခဲ့ရပါတယ်။အဲ့ဒီမှာဂျီဆူနဲ့အဖေနဲ့ဦးလေးဖြစ်သူတို့ကသူတို့နှစ်ယောက်တွဲနေကြတာလားလို့တန်တရားဝင်ပြီးမေးကြပေမယ့်ဒိုဟန်ကတော့တငယ်ချင်းတွေပါလို့ငင်းဆိုခဲ့ပါတယ်။နောက်တစ်နေ့မနက်ဒိုဟန်အိမ်ပြန်ရောက်တော့ဂျောင်ဆက်ကဘယ်သွားနေတာလဲလို့မေးပါတယ်။ဒိုဟန်ကဂျီဆူနဲ့အရက်တောက်ရင်မူးသွားလို့အိမ်ပြန်ပို့ပေးနေရတာနဲ့နောက်ကျသွားတာလို့အမှန်တန်ပြောပြလိုက်ပါတယ်။ဒီစကားကြောင့်ဂျောင်ဆက်ဟာဒိုဟန်နဲ့ဂျီဆူတို့ကြိုက်နေကြပြီလားလို့တန်တရားဝင်သွားပါတယ်။သူဟာစေကန်ကယုံကြည်စီကိုသွားပြီးဂျီဆူနဲ့ဒိုဟန်တို့ကအမြဲတည်းမို့လို့သူတို့တွဲနေကြတာလားလို့မေးကြည့်ပါတယ်။ယုံကြည်ကတော့သူတို့တွဲတာမတွဲတာတေချာမသိပေမဲ့အမြဲအတူတူရှိနေတာကိုမြင်ရတယ်လို့ပြန်ဖြေပါတယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်နေ့လည်စာစားဖို့အထွက်မှာဂျီဆူနဲ့စုံသားကြောင့်အတူစားဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဂျီဆူကလိုက်သွားပေမဲ့ဂျောင်စစ်နဲ့ယုံကြည်တို့ရင်းနှီးနေတာကိုမြင်ပြီးစိတ်ထဲမှာမတမတာဖြစ်နေပါတယ်။အဲ့ဒီချိန်မှာပဲဂျောင်စစ်ခေါ်ထားတဲ့ဒိုဟန်ရောက်လာပြီးဂျီဆူရဲ့မျက်နှာမကောင်းတာကိုဒိုဟန်တယောက်သတိထားမိသွားပါတယ် နေ့လည်စာစားပြီးတဲ့နောက်ဒိုဟန်ကဂျီဆူကိုကန်းကြီးကိုခေါ်တော့ပါတယ်။အဲ့ဒီမှာသူကကြောင်စစ်နဲ့သူဟာညီကိုအရင်မဟုတ်ကြောင်းနဲ့သူ့အမေရဲ့ဇလန်းကိုအကုန်ပြောပြလိုက်ပါတယ်။အချိန်လေးကြာလာရင်အရင်ကခန်းစားခဲ့ရတဲ့နာကျင်မှုတွေပျောက်ကွယ်သွားမှာပါ။ကြောင်စစ်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုလည်းနင်မေ့သွားနိုင်မှာပါလို့အားပေးစကားပြောပါတယ်။ပြိုင်ပွဲကတပတ်ပဲလိုတော့တာကြောင့်လေ့ကျင့်နေမှာပဲအာယုံစိုက်ဖို့လည်းတိုက်တွန်းခဲ့ပါတယ်။ဂျီဆူဟာဒိုဟန်ရဲ့စကားကိုနားထောင်ပြီးအစွမ်းကုန်ပြန်လည်လေ့ကျင့်ပါတယ်။ပြိုင်ပွဲနေ့မှာတော့ဂျောင်စစ်ဟာဂျီဆူပြိုင်ပွဲရှိတာကိုသိသွားပြီးပန်းစည်းလေးကင်ကလာအားပေးပါတယ်။ဂျီဆူဟာဂျောင်စစ်ကိုမြင်တော့အယမ်းစင်ခုန်စိတ်လှုပ်ရှားသွားပေမဲ့အလေးမတာတာကိုတော့အောင်မြင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူမဟာအောင်ပွဲအတွက်မပျော်နိုင်ပါဘူး။သူမကိုအလေးမမိန်းကလေးတစ်ယောက်အနေနဲ့လူတကာမြင်သွားတာကိုမလိုလားတာကြောင့်အောင်ပွဲခံနေကြတဲ့ကြားကနေခိုးထွက်လာပြီးတယောက်ကဲထိုင်ငုံနေပါတော့တယ်။အလေးမတဲ့မိန်းကလေးတစ်ယောက်ဟာရောင်ကြားဆန်လုံးလူများစုအထူးသဖြင့်အမျိုးသားတွေကထင်မြင်တတ်ကြပြီးအဲ့ဒီလိုမိန်းကလေးမျိုးနဲ့တွဲဖို့ဝန်လေးတတ်ပါတယ်။အဲ့ဒီအချိန်မှာပဲဒိုဟန်ဟာဂျီရှူကိုလိုက်ရှာနေရင်တယောက်သေးထိုင်ငုံနေတာကိုတွေ့သွားပါတယ်။သူဟာသူ့မနာကိုမကပ်ပဲသူ့မရဲ့ခံစားချက်တွေကိုသူ့ဘာသာဖြည့်ရှင်းနိုင်အောင်အဝေးကနေပဲစောင့်ကြည့်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ရုတ်တရက်ဂျောင်စစ်ဟာပန်းစည်းလေးကင်ပြီးရောက်လာတဲ့အခါဒိုဟန်ကတားဆီးလိုက်ပါတယ်။အခုချိန်မှာသူမကိုတယောက်တည်းထားပေးလိုက်ပါလို့ဒိုဟန်ကပြောတဲ့အခါဂျောင်စစ်ကဘာလို့လဲလို့မေးပါတယ်။ဒိုဟန်ကဂျီဆူကအကိုကိုချစ်နေတာအကိုရှိတယ်မှာအလေးမနေတဲ့ပုံစံကြီးကိုသူမမမြင်စေချင်ဘူးလို့အမှန်တိုင်းပြောပြလိုက်ပါတယ်။ဂျောင်စစ်လည်းအံ့ဩသွားပြီးဘာပြောရမှန်းမသိတာနဲ့ပြန်လှည့်ထွက်သွားပါတော့တယ်။အဲ့ဒီနောက်မှာတော့အလေးမအသင်းဟာဂျီဆူရဲ့အရေးပါတဲ့ရွှေတစိမ့်အပါအဝင်စုတစိမ့်များစွာနဲ့ပြန်ရောက်လာပြီးကုမ္ပဏီကြီးတစ်ခုကလည်းဂျီဆူကိုအပြည့်အဝထောက်ပံ့ဖို့ကမ်းလှမ်းလာပါတယ်။တသိန်းလုံးပျော်နေကြပေမယ့်ဒီအောင်မြင်မှုရဲ့အဓိကလက်သေးထက်တဲ့ဂျီဆူကတော့လုံးဝမပျော်နိုင်ရှာပါဘူး။နောက်တစ်နေ့မှာတော့ဂျီဆူဟာဂျောင်စစ်စီကဖုံးလာတာကြောင့်အဝတ်အစားလေးပြီးအညံသွားတွေ့ပါတယ်။သူတို့ဟာခင်းထားတဲ့ကဖေးဆိုင်တစ်ခုမှာစုံကြပါတယ်။ဂျောင်စစ်ကသူမကိုစိတ်နာအောင်လုံမိရတဲ့အတွက်တောင်းပန်စကားဆိုပါတယ်။
သူကသူမကိုလူနာတယောက်ထပ်ပိုးတဲ့တငယ်ချင်းတယောက်လိုပဲကျင်ကျင်နာနာဆက်ဆံခဲ့တာဖြစ်ကြောင်းသူ့ရဲ့ဆက်ဆံပုံကြောင့်သူမကိုအထင်မှားစီခဲ့ရင်တောင်းပန်ပါတယ်လို့ပြောပါတယ်ဂျီဆူကလည်းသူမစိတ်မဆိုးကြောင်းနဲ့သူမရဲ့ဆွဲလန်းမှုဟာအမှုပညာရှင်တယောက်ကိုအားကျတယ်လို့မျိုးတာမန်ပါပဲလို့ပြန်ပြောလိုက်ပါတယ်ဒါပေမဲ့သူမထွက်သွားတဲ့အခါမှာတော့ဝမ်းနဲ့လို့ငိုပြီးထွက်လိုက်ခဲ့ရပါတယ်အဲ့ဒီနောက်ဂျီဆူဟာဒိုဟန်စီသွားပြီးသူမရဲ့လှုပ်ဖွဲ့ချက်ကိုကြောင်စစ်ကိုဘာလို့ပြောရတာလဲဆိုပြီးစူပူပါတော့တယ်ဒိုဟန်ကသူမရဲ့ကောင်းကျိုးအတာပြောပြတာပါလို့ရှင်းပြပြီးမိဂျီဆူကတော့လက်မခံပဲထွက်သွားပါတယ်ဒိုဟန်ဟာကြောင်စစ်စီကိုလည်းသွားပြီးအကိုကအရင်အတားကြီးတယ်အကိုပြောလိုက်တဲ့စကားတွေကသူမကိုပိုနာကျင်စေတယ်လို့အပြစ်တင်လိုက်ပြီးမိကြောင်စစ်ကတော့ဘာမှပြန်မပြောပါဘူးနောက်ထပ်ပြဿနာတစ်ခုကတော့လေးမကလပ်ရဲ့စီမံခန့်ခွဲသူတွေဟာဂျီဆူရဲ့နီးပြကပိုက်ဆံတွေကိုကိုဂျိုးကထုံးဆွဲတယ်ဆိုပြီးနီးပြကိုကလပ်ကနေထောက်ပယ်လိုက်တာပါပဲဂျီဆူဟာသူမရဲ့နီးပြကိုနီးပြထက်ပိုတဲ့မိခင်တယောက်လိုအားကိုးတွေ့တာသူမို့ဒီသတင်းကိုကြွားတဲ့အခါအရန်ကိုဝမ်းနေသွားပြီးဘန်လက်ကန်းလမ်းနဲ့ထောက်ပံ့မှုဆိုင်ရာအစည်းအဝေးကိုတောင်မတက်ပဲပုံနေပါတော့တယ်နီးပြကသူမကိုလိုက်ရှာဖို့ဒိုဟန်ကိုအကူအညီတောင်းပြီးဂျောင်စစ်ကိုပါမေးကြည့်ပေမဲ့မတွေ့ပါဘူးနောက်ဆုံးမှာတော့ဒိုဟန်ကဂျီဆူကိုရှာတွေ့သွားပါတယ်သူမငိုနေတာကိုမြင်တော့ဒိုဟန်ကထပ်ပြီးနှစ်သိမ့်ဖြစ်ပါတယ်ဒါပေမဲ့ငါအလေးမတာကိုစွန့်တော့မယ်လို့ဂျီဆူကပြောလိုက်တဲ့အခါမှာတော့ဒိုဟန်အန်အော်တုံလူသွားပါတယ်ဂျီဆူဟာအိမ်ပြန်ရောက်တဲ့အခါအလေးမတာကိုရပ်တော်မယ်ကြောင်းအဖေဖြစ်သူကိုပြောပြပါတယ်အစားအိမ်မှာအဖေကစိတ်တိုပေမဲ့သူမငိုပြီးကျမဒီအားကစားမှာမပြောတော့ဘူးဘဝကိုအလဟတာဖြူးနေတယ်လို့ခံစားရတယ်လို့ပြောတဲ့အခါမှာတော့အဖေလည်းစိတ်မကောင်းဖြစ်ပြီးခွင့်ပြုလိုက်ပါတယ်နောက်တနေ့မှာဂျီဆူရဲ့အဖေကနီးပြစီသွားပြီးအချိုးအကြောင်းပြောပြပါတယ်နီးပြကအားကစားသမားတွေမှာအခုလိုခက်ခဲတဲ့ကာလမျိုးရှိတတ်တာကြောင့်သူမကိုအနားပေးလိုက်ဖို့အကြံပေးပါတယ်အဲ့ဒီနောက်မှာတော့အဖေဖြစ်သူကဂျီဆူရဲ့အခန်းထဲကိုဝင်လာပြီးအဆောင်ကပစ္စည်းတွေတွားယူပြီးခဏလောက်အနားယူလိုက်ပါအောင်လို့နှွေးထွေးစွာပြောလိုက်ပါတော့တယ်ဂျီဆူဟာအနားယူဝင်ရတော့အကိုင်းမတိဝမ်းသားသွားပြီးအဆောင်ကပစ္စည်းတွေတွားယူတဲ့အခါမှာတော့ဒိုဟန်နဲ့ဆုံပါတယ်ဂျီဆူရဲ့ဆုံးဖြတ်ချက်ကိုကြားလိုက်ရတဲ့ဒိုဟန်ဟာစိတ်မကောင်းဖြစ်သွားပြီးတခုခုပြောချင်တာပဲဖြစ်ဖြစ်အပြင်သွားချင်တာပဲဖြစ်ဖြစ်အချိန်မရွေးဖုန်းဆက်လိုက်ပါနင်စိတ်သက်သာရသွားတဲ့အထိငါနင်နာမရှိနေပေးမယ်လို့ကတိပေးလိုက်ပါတယ်အိမ်ပြန်ရောက်တဲ့အခါဂျီဆူဟာဒီနာရက်တွေမှာဘာလုပ်ရင်ကောင်းမလဲလို့အသေးချာစဉ်းစားပြီးနောက်ပီယာနိုသင်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တနေ့မှာပီယာနိုသင်တန်းသွားစုံစမ်းတော့မှတင်တန်းကြီးကအရင်ဈေးကြီးနေတာကိုသိလိုက်ရပါတယ်။ဒါကြောင့်သူမဟာတင်တန်းကြီးအထူအချိန်ပိုင်းအလုပ်တစ်ခုရှာလို့ဟုတ်ဆုံးဖြတ်လိုက်ပါတော့တယ်။အဲ့ဒီချိန်မှာတော့ဒိုဟန်ကတော့ဂျောင်စစ်နဲ့အတူရှိနေပြီးဂျောင်စစ်ကကြီးစုအကြောင်းမေးမြန်းပါတယ်။ဒိုဟန်ကသူမလေ့ကျင့်ရေးကနေခတအနားယူနေကြောင်းပြောပြတဲ့အခါမှာတော့ဂျောင်စစ်ကကြီးစုနာမည်ကြားတာနဲ့ဒိုဟန်ရဲ့လေထန်ပြောင်းသွားလာကိုသတိထားမိသွားပါတယ်။မင်းဂျီဆူကိုစိတ်ဝင်စားနေတာလားလို့ကြောင်စစ်ကမေးတဲ့အခါမှာတော့ဒိုဟန်ကသူဂျီဆူကိုချစ်နေမိကြောင်းဒါပေမဲ့သူမအခုလိုခက်ခဲနေတဲ့အချိန်မှာဘလို့ဖွင့်ပြောရမလဲဆိုတာမဝေခွဲနိုင်ဖြစ်နေကြောင်းဝန်ခံလိုက်ပါတယ်။အဲ့ဒီညမှာတော့ဒိုဟန်ဟာဂျီဆူစီကိုဖုန်းတွေအများကြီးဆက်ပေးမဲ့မကိုင်းနာကြောင်းသူမတို့စားတောက်ဆိုင်ကိုလိုက်သွားပါတယ်။အဲ့ဒီမှာဦးလေးဖြစ်သူနဲ့ဆုံပြီးဂျီဆူအိမ်မှာမရှိကြောင်းနဲ့ဒီနေ့ပဲအချိန်ပိုင်းအလုပ်စလုပ်နေပြီဖြစ်ကြောင်းသိလိုက်ရပါတယ်ဒိုဟန်ဟာသူမအလုတ်လုတ်တဲ့နေရာကိုလိုက်သွားတဲ့အခါလုတ်ဖို့ကင်ဘက်အမျိုးသားတယောက်နဲ့စကားပြောနေတဲ့ဂျီဆူကိုမြင်ပြီးစိတ်တိုသွားပါတယ်သူကဂျီဆူကိုတီးတန့်ခေါ်ထုတ်ပြီးညစာအတူစားရဲနင်ဘာလို့အလုတ်လုတ်နေတာလဲလို့မေးပါတယ်ဂျီဆူကပီယန်နိုတင်တန်းကြီးအတွက်အလုတ်လုတ်တာလို့ရှင်းပြတဲ့အခါဒိုဟန်ကကိုဂယူးစိတ်ပါလို့အကြံပေးပါတယ်ထမင်းစားပြီးတော့သူမကိုအိမ်အထိလိုက်ပို့ပေးပြီးအားတဲ့အခါတိုင်းဖုံးဆက်အောင်လို့မှာကြပါတယ်နောက်တနေ့မနက်မှာတော့အဖေဖြစ်သူကဂျီဆူအတွက်မနက်စာပြင်ဆင်ပေးထားပါတယ်ခွင့်မတောင်းပေးအလုတ်လုံးမီလို့တောင်းပန်တဲ့ဂျီဆူကိုအဖေကသမီးလည်းအရွယ်ရောက်နေပြီဆိုတော့သမီးရဲ့ဆုံးဖြတ်ချက်တွေကိုသမီးကိုယ်တိုင်တာဝန်ယူနိုင်အောင်အခွင့်အရေးအဖြစ်လို့ပေးလိုက်ပြီလို့နှွေးထွေးစွာပြောပါတယ်ဂျီဆူအလုတ်ခွင့်ရောက်တဲ့အခါမှာတော့လုတ်ဖို့ကိုင်းဘက်တွေကမနီးကဒိုဟန်ကြီးတဲ့အကြည့်တွေကိုကြည့်ရုံနဲ့ဒီသူနင့်ကိုကြိုက်နေတာတိတာတယ်လို့ဝိုင်းစကြပါတယ်ဂျီဆူကတငယ်ချင်းတက်တက်ပါလို့ညင်းပေမဲ့ဘသူမှမယုံကြပါဘူးအဲ့ဒီအချိန်မှာပဲဒိုဟန်ကအလုတ်ခွင့်ကိုရောက်လာပြီးအလုတ်တွေမြန်မြန်ပြီးအောင်ကူညီပေးမယ်ပြီးရင်အပြင်သွားကြမယ်လို့ပြောပါတယ်လူတွေအထင်မှားကုန်မှဆိုလို့ဂျီဆူကသူ့ကိုအပြင်ကိုအတင်းဆွဲထုတ်သွားပါတယ်။အဲ့ဒီမှာတင်ဒိုဟန်ကငါတကယ်ပဲနင့်ကိုချစ်တာပါငါနဲ့တွဲပါလားလို့ရုတ်တရက်ဖွင့်ပြောလိုက်ပါတယ်။ဂျီဆူခမအန်အောလုံးလို့မြင်တက်သွားပြီးတငယ်ချင်းစစ်နဲ့မပူနိုင်ကြောင်းရင်းဆိုပါတယ်။ဒါပေမဲ့ဒိုဟန်ကအယမ်းကိုဆွဲကောင်းကောင်းနဲ့တောက်ဆိုတာကြောင့်တလားလောက်တော့စမ်းတွဲကြည့်မယ်ပြီးမှရှစ်ဆက်မလားတငယ်ချင်းပဲပြန်လောက်မလားဆိုတာဆုံးဖြတ်မယ်လို့ခက်ခဲသဘောတူလိုက်ရပါတော့တယ်။အဲ့ဒီအချိန်မှာပဲဟေယွန်းစီကဖုံးလာပြီးအဆောင်မှာတရေမင်လို့အခုချက်ချင်းလာခဲ့ပါဆိုတာနဲ့ဂျီဆူတယောက်အဆောင်ကိုအကေးလွှာသွားရပါတယ်။ဟေယွန်းကကြောက်လန့်နဲ့ဖြစ်သည်များပြောပြနေပေမဲ့ဂျီဆူစိတ်ထဲမှာတော့ဒိုဟန်ရဲ့အခြေရေးကိစ္စတွေကိုပဲတွေးမိနေလို့အာယုံမရနိုင်ဖြစ်နေပါလေ။နောက်ဆုံးအားလုံးအိပ်ပျော်သွားတဲ့အချိန်မှာဂျီဆူတယောက်ဖက်မိုးနေပြီးရေတောက်ဖို့အပြင်ထွက်လာခဲ့ပါတယ်။အဲ့ဒီမှာသူမအန်အောသွားတာကတော့ယူနီတယောက်ရေခဲတက်တာရှေ့မှာထိုင်ပြီးတခုခုကိုကြောင်တောင်နဲ့စားနေတာပါပဲ။ယူနီဟာဒီလစ်နေတယ်လို့ဖြစ်နေတာကြောင့်ဂျီဆူကနှိုးကြည့်လိမ့်မယ်မရတာနဲ့သူမကိုထားခဲ့ပြီးအခန်းထဲပြန်ဝင်အိပ်လိုက်ပါတော့တယ်။နောက်တနေ့မှာတော့ဂျီဆူဟာယူနီစီသွားပြီးနေကောင်းရဲ့လားလို့စိုးရင်လေကြီးမင်းမြန်ပါတယ်
မင်းညကဖြစ်ရတွေကိုမှတ်မိသလားလို့မေးတဲ့အခါယူနီကမမှတ်မိဘူးလို့လိန်ဖြိုးလိုက်ပြီးမြဲတကယ်တော့သူမဟာအေးပျော်နေရင်လမ်းလျှောက်တတ်တဲ့ဘေးထွဆိုးကျိုးရှိတဲ့အိတ်ဆေးတွေကိုတောက်မိနေတာပါတစ်ဖက်မှာလည်းဒိုဟန်ကဂျီဆူကြံနေတဲ့မှတ်တမ်းစာအုပ်လေးကိုဖတ်ကြည့်ရင်သူမရဲ့ဆန္ဒစင်းလေးတွေကိုတွေ့သွားပါတယ်သူဟာအဲ့ဒီစန္ဒလေးတွေကိုဖြည့်ဆည်းပေးဖို့ဆုံးဖြတ်လိုက်ပါတယ် နောက်တစ်နေ့မှာဒိုဟန်ကဂျီဆူကိုအပြင်သွားဖို့ချိန်လိုက်ပါတယ်ဒိုဟန်ကနှစ်ယောက်တည်းအချိန်ဖုံးခြင်းပေမဲ့ဂျီဆူကသူမရဲ့ပငယ်ချင်းတွေကိုပါခေါ်လာတာကြောင့်အစပိုင်းမှာစိတ်ပြတ်သွားပြီးမြဲလေသူမရဲ့စန္ဒလေးတွေကိုတစ်ခုချင်းစီလိုက်လံဖြည့်ဆည်းပေးခဲ့ပါတယ်နေလီတဲ့နေ့ကိုမီရှူမီဘန်းတွေကြည့်ရင်အဆုံးသက်ကြရဲ့အခါမှာတော့ဒိုဟန်ကဂျီဆူရဲ့လက်ကိုစုပ်ကိုက်လိုက်ပါတယ်ဂျီဆူခမရင်တွေတုံလုတ်သွားပြီးရှက်ကိုရှက်ကန်းနဲ့လက်ကိုအမြန်ဖြန်ရုပ်လိုက်ရပါတယ်အဲ့ဒီနောက်ဂျီဆူပီယာနိုတင်းနေအောင်တငယ်ချင်းဖြစ်သူဟေယုံကစောင်းတယောက်အဆောင်ကိုလည်းဖျက်မလာသလိုဖုံးလဲမကင်ဘူးလို့အကြောင်းကြလာပါတယ်ဂျီဆူလည်းစိုးရိမ်တာနဲ့စောင်းရဲ့အိမ်ကိုလိုက်သွားတဲ့အခါမှာတော့စောင်းဟာမိဘတွေနဲ့စကားများထားတာကိုသိလိုက်ရပါတယ်မိဘတွေကအလေးမတာဟာအချိုးမရှိဘူးလို့ယူဆပြီးအလုပ်ပဲဝိုင်းလို့ဖို့ဖိအားပေးနေကြတာပါဆောင်းကအဂျီဆူကိုကြည့်ပြီးနင်ကအရန်ကန်ကောင်းတာပဲနင့်အဖေကနင့်ကိုအမြဲအားပေးတယ်ငါအမိကတော့ငါ့ကိုလုံးဝဂရုမစိုက်ဘူးလို့ဝမ်းနေတဲ့ကြီးပြောပြပါတယ်အဲ့ဒီနောက်ဂျီဆူဟာသူမရဲ့အဖေကသူမအတွက်ဘလောက်တောင်ပေးဆက်ထားတယ်လဲဆိုတာကိုတွေးရင်ပြန်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲဂျီဆူရဲ့အဖေဟာဆေးရုံမှာကြောက်ကတ်ဆေးမိရင်တွေးထွက်လုံးပြီးတတိလစ်သွားခဲ့ပါတယ်ဒိုဟန်ကဂျီဆူကိုပန်းစည်းလေးပေးဖို့ချိန်ထားတော့မှပဲဆေးရုံကဖုံးလာတာကြောင့်နှစ်ယောက်လုံးဆေးရုံကိုအပြေးအလွှားသွားခဲ့ကြပါတယ်အဖေဖြစ်သူရဲ့အခြေအနေကတီးငိမ်သွားပြီမဲ့ကြောက်ကတ်အစားထိုးဖို့လိုအပ်နေပါပြီအိမ်ပြန်ရောက်တဲ့အခါအဖေရဲ့အန်ဆွဲထဲမှာသူမရဲ့နာမည်နဲ့အာမခံစာရွက်စာတမ်းတွေကိုတွေ့လိုက်ရပါတယ်အဖေဟာသူ့ရဲ့ကြောက်ကတ်ခွဲစိမှုအတွက်အတုံးမပြုပဲသူမရဲ့အနာဂတ်အတွက်ပတ်စံတွေကိုစုဆောင်းပေးထားတာပါဂျီဆူခမအဖေကိုဖုံးဆက်ပြီးသူမအဖေကိုစိတ်ဆိုးအောင်လုပ်ခဲ့သမျှအတွက်တောင်းပန်ရင်ငိုကြွေးပါတော့တယ်တစ်ဖက်မှာလည်းကြောင်စစ်ရဲ့ရီစားဟောင်းကြောင်ကသူမရဲ့ရီစားနဲ့အတူရှိနေတုန်းကြောင်စစ်နဲ့မတော်တဆဆုံကြပါတယ်အဲ့ဒီအချိန်မှာကြောင်စစ်ကလည်းယွန်ဂီနဲ့အတူရှိနေတာပါတကယ်တော့သူအားလုံးကတက္ကသိုလ်တုန်းကတငယ်ချင်းတွေပါရောင်ကကြောင်စစ်ကိုခဏခဏခိုးကြည့်နေတာကိုရောင်ရဲ့ရီစားကစိတ်မိသွားပြီးဒေါသအကြီးနဲ့ကြောင်စစ်ကိုစော်ကားပြောဆိုပါတော့တယ်ကြောင်စစ်လည်းစိတ်မထိန်နိုင်တော့ပဲရောင်ရဲ့ရီစားကိုဆွဲထုတ်လိုက်ပြီးယွန်ဂီကိုခေါ်ကထွက်သွားပါတယ်လမ်းမှာယွန်ဂီကကြောင်စစ်နဲ့ရောင်တို့နှစ်ယောက်စလုံးဟာတယောက်ပေါ်တယောက်စိတ်ရှိနေသေးတာကိုသူမလည်းတတိထားမိတယ်လို့ပြောပြပါတယ်ယွန်ဂီကကြောင်စစ်ကိုသူမကိုတငယ်ချင်းအစ်စ်မှာပဲဘလို့ကြထားအောင်မလဲလို့မေးလိုက်ပြီးဂျောင်စစ်ကသူမကိုရီးစားတယောက်လိုဘယ်တော့မှသဘောမထားခဲ့တာရှင်းနေပြီလို့ဆိုပါတယ်။ဒါကြောင့်မို့လို့ဒီပတ်သက်မှုကသူမကိုစိတ်မသက်သာပဲဖြစ်စေတဲ့အတွက်ယွန်ဂီကဂျောင်စစ်နဲ့အဆက်အသွယ်ဖြတ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။နောက်တနေ့မှာတော့ဂျီဆူဟာအဖေဖြစ်သူအနှစ်သက်ဆုံးဖြစ်တဲ့အလီမအားကစားလောကတဲ့ကိုပြန်ဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာဒူဟန်ကိုတွားတွေ့ပြီးငါကိုလိန်နေခဲ့တာနင့်ကိုတငယ်ချင်းလိုပဲသဘောထားတယ်ဆိုတာမဟုတ်ပါဘူး။ငါနားမှာအငဲရှိနေပြီပါလို့သူမရဲ့ခံစားချက်တွေကိုဖွင့်ပြောလိုက်ပါတော့တယ်။အဲ့ဒီညမှာတော့နှစ်ယောက်သား WhatsApp ကနေတညလုံးစကားပြောရင်းအလွန်အမြင်ပျော်ရွှင်နေကြပါတယ်။နောက်ကနေ့မနက်မှာတော့ဒူဟန်စီကနေအပြင်သွားဖို့ချင်းဆိုသောစာဒူလေးနဲ့အတူဂျီဆူတရားနိုးထလာခဲ့ပါတော့တယ်ဒိုဟန်နဲ့ဂျီဆူတို့ဟာတနေ့လုံးအတူတူအချိန်ဖြုံးခဲ့ကြပြီးဒိုဟန်ကဂျီဆူကိုလက်ဆောင်အဖြစ်စပင်ကလေးလေးတစ်ခုဝယ်ပေးခဲ့ပါတယ်။အဲဒီနောက်ဂျီဆူအဆောင်ပြန်ရောက်တဲ့အခါမှာတော့ယူနီတယောက်ကျမ်းမြင့်ပေါ်မှာလဲကျနေတာကိုတွေ့လိုက်ရလို့ထိတ်လန့်တကြားနဲ့လူနာတင်ကားခေါ်လိုက်ရပါတယ်။တစ်ဖက်မှာလည်းထိုင်းကဒီသတင်းကိုကြားတာနဲ့ဒိုဟန်စီအကြောင်းကြားလိုက်တာကြောင့်ဒိုဟန်လည်းဆေးရုံကိုအပြေးအလွှာရောက်လာခဲ့ပါတယ်။ဆရာဝန်ကတော့ယူနီဟာအိတ်မပြိုတဲ့ယောဂအတွက်အိတ်ဆေတွေတောင်းနေရသည်ဖြစ်ပြီးဒီတစ်ခါမှာတော့ဆေးပမာဏများသွားတာကြောင့်တတိလစ်သွားတာဖြစ်ကြောင်းအခုတော့အခြေအနေစိတ်ချရပြီဖြစ်ကြောင်းရှင်းပြပါတယ်။ယူနီကိုကြည့်ပြီးအိမ်ပြန်ရောက်တဲ့အခါဒိုဟန်ဟာဖုန်းကိုဖွင့်ကြည့်ရင်ယူနီစီက miss call တစ်ခုကိုတွေ့လိုက်ရပါတယ်။သူမနေမကောင်းဖြစ်နေချိန်မှာသူ့ကိုအားကိုးတကြီးဆက်ခဲ့တာကိုသူမသိလိုက်ရတဲ့အတွက်ဒိုဟန်တော့ကိုအပိချီသလိုခံစားနေရပါတယ်။နောက်တနေ့မှာသူဆေးရုံကိုထပ်သွားတဲ့အခါယူနီကသူ့ကိုဂရုစိုက်ပေးတဲ့အတွက်ဂျင်းစုတင်စကားဆိုသလိုအရင်ကစိတ်အနှောက်ယှက်ဖြစ်အောင်လုပ်ခဲ့တဲ့များအထက်လည်းတောင်းပန်လိုက်ပါတယ်။သူမကအတိတ်ကကိစ္စတွေကိုမေးဖြောက်ပေးပြီးတငယ်ချင်းအဖြစ်နဲ့ဘဝတည်ပြန်ဆော့ကြဖို့တောင်းဆိုတာကြောင့်ဒူဟန်ကလည်းသဘောတူလိုက်ပါတယ်။အဲဒီနောက်မှာတော့ဂျီဆူဟာဒူဟန်ဆေးရုံမှာရှိနေတာကိုသိလို့လိုက်လာခဲ့ပါတယ်။ဒါပေမဲ့ဆေးရုံရောက်တဲ့အခါမှာတော့ဒူဟန်ကယူနီအပေါ်မှာအရင်ရက်ထက်ပိုပြီးဂရုတစိုက်ရှိနေတာကိုမြင်လိုက်ရတာကြောင့်ဂျီဆူစိတ်ထဲမှာမတည့်မကျဖြစ်သွားပါတယ်။ဆေးရုံကနေကျောင်းကိုအတူတူပြန်လာကြတဲ့လမ်းမှာလည်းဂျီဆူကစိတ်ကောက်ပြီးဒူဟန်ကိုအေးဆက်ဆက်နေပါတော့တယ်။ဒိုဟန်ကဘာဖြစ်တာလဲလို့မေးပေမဲ့သူမကဘာမှပြန်မဖြိုးပဲထွက်သွားခဲ့ပါတယ်။ဂျီဆူလီဂျီနီစခန်းကိုရောက်တဲ့အခါမှာတော့နောက်ထပ်သတင်းဆိုးတစ်ခုကစောင့်ကြိုနေပါတယ်။အဲ့ဒါကတော့စီမံခန့်ခွဲသူတွေကနီးပြကိုပြန်မခန့်ကကြောင်းနီးပြကအလုတ်ထွက်ဖို့ဆုံးဖြတ်လိုက်တာပါပဲ။ဒါကြောင့်အတင်းသားအာနုံစုဖောင်းပြီးနီးပြပြန်လာရေးအတွက်စီမံခန့်ခွဲရေးရုံးရှေ့မှာဆိုင်းဘုတ်တွေကိုင်ဆောင်ကအစာငတ်ခံစံသားပြကြပါတော့တယ်။ညင်းတဲ့အထိဘသူကမှဂယုမဆိုင်ကြပြီမဲ့အဲ့ဒီအချိန်မှာဒိုဟန်ရောက်လာပြီးဘာလို့ဒီလိုအေးဆက်နေတဲ့အပြင်လာထိုင်နေရတာလဲလို့ဂျီဆူကိုမေးပါတယ်။ဂျီဆူကနီးပြပြန်လာဖို့စန္ဒပြနေတာလို့ရှင်းပြတဲ့အခါဒိုဟန်ကအေးမိမှဆိုးလို့အဆောင်ပြန်ဖို့တိုက်တွန်းပါတယ်။ဒါပေမဲ့စိတ်ကောက်နေတဲ့ဂျီဆူကတော့ငါရဲ့ကိုရေးကိုတာကိစ္စတွေမှာဝယ်မပါနဲ့လို့ပြက်သားသားငင်းဆိုလိုက်ပါတယ်။
သူမဘာလို့ဒီလိုဖြစ်နေမှနားမလဲတဲ့ဒိုဟန်လည်းစိတ်တူထားပါတော့တယ်ဒါပေမဲ့မကြခင်မှာပဲမိုးနှင်းဒီစကင်ကြလာတာကြောင့်ဒိုဟန်ဟာစိတ်ဆိုးတာကိုဘေးဖယ်ထားပြီးဂျီဆူရှိကိုအပြေးလွှားသွားကသူ့ရဲ့ကုတ်အင်ဂျီကိုခြုံပေးပြီးကိုဂယုစိုက်ဖို့မာကြားခဲ့ပါတယ် သူ့ရဲ့ဂယုဆိုင်မှုကိုမြင်ရတဲ့ဂျီဆူခမစိတ်ထဲမှာအတိုင်းမသိပျော်ရွှင်သွားပြီမဲ့လေအတင်းဘော်တွေနဲ့အတူဆက်လက်ဆန္ဒပြနေခဲ့ပါတယ်နောက်တစ်နေ့မှာတော့အတင်းဘော်တယောက်ဟာအစာပြတ်ပြီးပြင်မနွားနဲ့လွန်းလို့လဲကျသွားတာကြောင့်တချို့ကစေးကန်းကိုလိုက်ပို့ပေးကြပြီးတချို့ကတော့ဆက်လက်ဆန္ဒပြနေကြပါတယ်နောက်ပိုင်းမှာတော့သူတို့ရဲ့နီးပြဟောင်းနေရာမှာအစားထိုးခန့်အပ်လိုက်တဲ့နီးပြတဲ့ဟာအလေးမှအားကစားနေပတ်သက်ပြီးဘာအတွေ့အကြုံမှမရှိသူဖြစ်နေတာကိုသိလိုက်ရတဲ့အခါအားလုံးပဲမြင်တတ်သွားကြပါတော့တယ်တကယ်တော့အဲ့ဒီနီးပြတဲ့ဟာအတင်းရဲ့ဒါရိုက်တာနဲ့ဆွေမျိုးတော်ဆက်လို့သာခန့်အပ်ခံရတာဖြစ်ပါတယ်ဒါကြောင့်အတင်းသားတွေဟာဒီမတရားမှုကိုတက်ကဘိုတစ်ခုလုံးသိအောင်စံတဖို့ဆုံးဖြတ်လိုက်ကြပါနဲ့နီးပြတဲ့ကဒါကိုသိသွားတဲ့အခါလေ့ကျင့်ရေးပြန်ဆင်းဖို့အတင်းကျပ်လာရောက်တားဆီးပေမဲ့သူတို့ကတော့နီးပြဟောင်းပြန်လာမချင်းဆက်လက်စံတမယ်လို့ပြက်ပြက်သားသားငင်းဆိုလိုက်ပါတယ်အဲ့ဒီချိန်မှာပဲအတင်းဥက္ကဋ္ဌအစီကဖုံးလိုက်ပြီးနီးပြဟောင်းကိုပြန်လဲခန့်အပ်ဖို့ဆုံးဖြတ်လိုက်ပြီးထီကြောင်းအကြောင်းကြားလာတာကြောင့်အားလုံးပဲအောင်ပွဲခံပြီးပျော်ရွှင်စွာနဲ့အဆောင်ကိုပြန်လာခဲ့ကြပါတယ်အဆောင်ရောက်တဲ့အခါဂျီဆူကဒိုဟန်ကိုဖုံးဆက်ခေါ်ပြီးတွေ့ဆုံကြပါတယ်သူကဒိုဟန်ရဲ့ကိုအင်ဂျီကိုပြန်ပေးရင်းသူ့ရဲ့ကျေနပ်မှုအတွက်ဂျီဆူတင်စကားဆိုပါတယ်ဒိုဟန်ကဆေးရောက်မှာယူနီနဲ့တွေ့ကြတဲ့ကနေငါ့ကိုစိတ်ဆိုးနေတာလို့ငါခံစားရတယ်ဘာလို့လဲဆိုတာပြောပြပါလားလို့မေးလိုက်ပါတယ်ဂျီဆူကရေးစားဟောင်းယူနီအပေါ်မှာဒိုဟန်ကအယံကကျူးဆိုင်ပြနေလို့စိတ်ဆိုးတာထိကြောင်ဖွင့်ပြလိုက်ပါတယ်အဲ့ဒီခါဒိုဟန်ကရေပြီးတော့အဲ့လာကသူမနေမကောင်းဖြစ်လို့ငါ့လိုဖုံးစာပြီးစေယုံလိုက်ဖို့အကူနီတောင်းတာကိုငါကမတိလိုက်ပဲဖုံးမကင်မိလို့အာနာပြီးကကျူးဆိုင်မိတာပါလို့ရှင်းပြပါတယ်ဒိုဟန်ကဂျီဆူကိုဖတ်ပြီးတောင်းမှန်စကားဆိုသူလိုနောက်မှလည်းအပြုတ်အမူတွေကိုပို့ပြီးဆင်ခြင်ပါမယ်လို့ကတိပေးလိုက်ပါတယ်နောက်တနေ့မှာတော့သူတို့နှစ်ယောက်အပြင်သွားရင်းယူနီနဲ့မတော်တဆဆောင်ကြပါတယ်ဒိုဟန်ကယူနီနဲ့စကားကိုအနည်းဆုံးထိအောင်ပဲပြောဆိုနေတာကိုမြင်ရတဲ့ဂျီဆူခင်ဗျာအတိုင်းမသိပျော်ရွှင်သွားပါတော့နဲ့အဲ့ဒီညနေမှာတော့ဂျီဆူနဲ့သူမရဲ့တငယ်ချင်းတွေရှိနေတော့ဟေယွန်းကဂျီဆူရဲ့မျက်နှာကို face mask အတင်းကပ်ပြီးပါတယ်ဒါပေမဲ့ပေါင်းတင်ပြီးလို့ mask ကိုခွာလိုက်တဲ့အခါမှာတော့ဂျီဆူရဲ့မျက်နှာမှာဝက်ချန်ပူကြီးတစ်ဖူးထွက်လာပါတော့နဲ့ဂျီဆူလက်ဒေါသထွက်ပြီးဒီမျက်နှာကြီးနဲ့တော့ငါအပြစ်မထွက်နိုင်ဘူးလို့ဟေယွန်းစူပူပါတော့တယ်ဒါကြောင့်ဂျီဆူဟာလေ့ကျင့်ရေးသွားတဲ့အခါ mask တပ်ပြီးသွားရပါတယ်ဒိုဟန်နဲ့တွေ့တဲ့အခါမှာလည်းသူမ mask တပ်ထားရတာကိုအကြီးမီလို့ပါဆိုပြီးလိန်ပြောလိုက်သလိုနောက်ရက်တွေမှာလည်းအပြစ်မသွားနိုင်သေးကြောင်းတောင်းပန်လိုက်ပါတယ်တချိန်တည်းမှာလည်းကျောင်းစစ်ဟာယွန်ကီနဲ့အကျူစားတော့ဆိုင်တစ်ခုမှာညစာစားနေကြပါတယ်ကျောင်းစစ်ကသူမနဲ့ပို့ပြီးရင်းနှီးအောင်ကြိုးစားရင်ငါတို့နှစ်ယောက်တွဲကြရင်ကောင်းမလားလို့မိလိုက်ပါတယ်ဒါပေမဲ့ယွန်ကီကတော့ငါတို့တငယ်ချင်းဖြစ်လာတာ10နှစ်တောင်ရှိပြီလေနင်းလာငါကိုတကယ်ချစ်ခဲ့ရင်အစောချင်းကတီးခင်မှာပေါ့လို့ပြောပြီးညင်းဆိုလိုက်ပါတယ်ယွန်ကီကချောင်းစီတို့သူမအပေါ်တနာဆိုင်နဲ့မတွဲဘူးတားမြစ်လိုက်ပါတယ်တချိန်တည်းမှာမဲ့ဒိုဟန်ဟာဂျီဆူအတွက်ဆေးဆိုင်မှာဆေးဝယ်ပြီးသူမစီလာဖို့ပေးဖို့ပြင်ဆင်နေပါတယ်သူကဖုံးဆက်ပြီးဆေးယူဖို့အောက်ဆင်းလာရက်ဖို့ပြောပေမယ့်ဂျီဆူကအញ្ញမ်းပင်ပန်းနေလို့မစိမ့်နိုင်ဘူးလို့ညင်းဆိုလိုက်ပါတယ်ဒါကြောင့်ဒိုဟန်ဟာသူမရဲ့ပဒင်းပေါက်ကနေတဆင်အခန်းထဲကိုခိုးဝင်ပြီးဆေးပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အခန်းထဲရောက်တဲ့အခါမှာတော့ဂျီဆူဟာနေကောင်းနေတာကိုတွေ့လိုက်ရလို့သူအံ့ဩသွားပါတယ်သူမမျက်နှာကဝက်ချန်ဖူကြီးကိုမြင်တော့မှဒီဝက်ချန်ကြောင့်ငါနဲ့မတွေ့ပဲရှောင်းနေတာလားလို့မေးလိုက်ပါတယ်ဂျီဆူကလည်းဒီလိုရုပ်ဆိုးဆိုးကြီးနဲ့သူ့ကိုမတွေ့ကြဘူးလို့ဝန်ခံပါတယ်ဒိုဟန်ကတော့နင်ကဝက်ချန်နဲ့လည်းလှနေတာပဲစိတ်မပူပါနဲ့လို့ချောမော့ပြောဆိုပါတယ်အဲ့ဒီနောက်သူကအခန်းထဲလျှောက်ကြည့်ရင်ဗီဒီယိုနားကိုသွားတဲ့အခါဂျီဆူကဗီဒီယိုဖွင့်မှဆိုလို့ဒိုဟန်ကိုအတင်းဆွဲပြီးတားပါတယ်သူတို့နှစ်ယောက်နီးကပ်သွားပြီးနန်းတော်မဲ့အချိန်မှာပဲအပြင်ကအတန်ကြားတာကြောင့်ဒိုဟန်တယောက်ဗီဒီယိုထဲမှာအမြန်ပုံးလိုက်ရပါတယ်ခဏကြာမှယူနီရောက်လာပြီးဗီဒီယိုကိုဖွင့်လိုက်တဲ့အခါအထဲမှာပုံးနေတဲ့ဒိုဟန်ကိုတွေ့သွားပါတယ်ဒိုဟန်ကတိုးနေဖို့လက်ဟန်ချီဟန်ပြလိုက်ပါတယ်ယူနီကအတူပါလာတဲ့ဟေယွန်းနဲ့ဆောင်တော့ကိုသူမအိတ်ချင်းနေပြီးမို့အခန်းပြန်ကြဖို့ပြောပြီးနှင်းထုတ်လိုက်မှသာဒိုဟန်တယောက်ဗီဒီယိုထဲကထွက်လာနိုင်ပါတော့တယ်အဲ့ဒီနောက်သူတို့အာဇန်ခေါင်းမိုးကွာကိုတက်သွားကြပါတယ်အဲ့ဒီမှာယူနီကဂျီဆူနဲ့ဒိုဟန်လိုတွဲနေကြပြီဆိုတာကိုသိသွားပြီမယ်ဒီတစ်ခါမှတော့သူမစိတ်မဆိုးတော့ပါဘူးသူမကမနှက်ဖြန်လေ့ကျင့်နေရှိလို့အိတ်တို့မယ်ဆိုပြီးသူတို့ကိုထားခဲ့ကစိမ့်သွားပါတယ်နောက်တနေ့မှာတော့ဒိုဟန်တက်ကတူရောက်နေတုန်းထိုင်းကအရေးတကြီးခေါ်ပါတယ်ထိုင်းကသူကြိုက်နေတဲ့ကောင်မလေးနဲ့သွားတွေ့တာဖြစ်ပြီးအဲ့ဒီကောင်မလေးကဒိုဟန်ကိုအရန်စိတ်ဝင်စားနေတာပါအဲ့ဒီဆိုင်ပဲအလေးမအတင်းကအဖွဲ့ဝင်တယောက်ကသူတို့ကိုမြင်သွားပြီးဂျီဆူစီတင်းသွားပေးပါတယ်ဆန္ဒပြတုန်းကနင်းကိုကောက်အင်ဂျီပေးတဲ့လူကကောင်မလေးတယောက်နဲ့ကဖေးမှာထိုင်နေတယ်လို့ပြောလိုက်တာကြောင့်ဂျီဆူနဲ့ဟေယွန်းတို့ကဖေးကိုအကေးအလွှားလိုက်သွားကြပါတော့တယ်ကဖေးရောက်တဲ့အခါဒိုဟန်နဲ့ထိုင်တို့ကောင်မလေးတွေနဲ့ထိုင်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီကောင်မလေးကဒိုဟန်ရဲ့ပခုံးပေါ်လက်တင်လိုက်တာကိုမြင်လိုက်ရတဲ့အခါဂျီဆူတယောက်အတော်လေးဒေါသထွက်သွားပါတယ်သူမဟာသူတို့စီတိုက်ရိုက်သွားပြီးငါကဒိုဟန်ရဲ့ရီးစားမဲလို့ကြီးညာလိုက်တယ်လို့ဒိုဟန်နဲ့ထိုင်တို့ကိုအတင်းဆွဲထုတ်ပြီးဒေါသတကြီးနဲ့ထွက်ခွာလာခဲ့ပါတော့တယ်ဟေယွန်းတို့ဟာဂျီဆူကဒိုဟန်နဲ့ပတ်သက်မှုကိုသူတို့အပေါ်လှုပ်လွှတ်ထားတဲ့အတွက်အရန်ကိုအန်အိုပြီးဆေးပြတ်သွားကြပါတယ်ဒိုဟန်ကလည်းဂျီဆူဟာတမင်တက်ဖုံးကွယ်ထားတာမဟုတ်ကြောင်းနဲ့အားလုံးကိုညစာလိုက်ကျွေးပြီးချောမော့ပါမယ်လို့ကတိပေးလိုက်ပါတယ်သူဟာညစာဖိုးရဲ့တဝက်ကိုကြားခံပြီးခဲ့ပြီး
အားလုံးအဆောင်ကိုပြန်လာခဲ့ကြပါတယ် အဆောင်ရောက်တဲ့အခါမှာတော့တငယ်ချင်းတွေကဂျီဆူကိုဒိုဟန်နဲ့ဆော့တင်တွေ့ဆုံပုံကနေအခုအထိအသေးစိတ်အကုန်ပြန်ပြောပြဖို့ဝိုင်းပြီးအချက်ကိုင်းမေးမြန်းကြပါတော့တယ်။နောက်တစ်နေ့မှာတော့ဒိုဟန်တယောက်တက်ကစိုးမှရှိနေတော့10နှစ်တိုင်မတွေ့ခဲ့ရတဲ့သူ့ရင်မိခင်အရင်ကိုမမျော်လင့်ပဲတွေ့လိုက်ရလို့မြင်တတ်သွားပါတယ်။အမေဖြစ်သူကိုမြင်လိုက်ရတဲ့ခဏမှာပဲဒိုဟန်ဟာဘာလို့ရမှန်းမသိပဲမျက်ရည်တွေကျလာပါတော့တယ်။သူ့အမေကသူ့ကိုအယံလွမ်းနေခဲ့တာပါလို့ပြောပြီးချော့မော်ပါတယ်။ဒိုဟန်ကသူ့အမေကိုဦးလေးဖြစ်သူအိမ်ကိုခေါ်သွားပြီးအားလုံးအတူတူညစာစားခဲ့ကြပါတယ်။ညစာစားပြီးနောက်အမေဖြစ်သူကဟိုတယ်ကိုပလန်ခါနီးမှာဒိုဟန်ကိုကနေဒါမပြန်ခင်မနှက်ဖြန်ထပ်တွေ့ခြင်းသေးကြောင်းနဲ့သူ့ရဲ့ငယ်ဘဝတတ်ပုံလေးတွေကိုကြည့်ချင်လို့ယူလာပေးဖို့တောင်းဆိုပါတယ်။ဒိုဟန်ကလည်းမနှက်ဖြန်လေ့ကျင့်ရေးပြီးတာနဲ့တပ်ပုံတွေယူပြီးလာတွေ့ပါမယ်လို့ကတိပေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဒိုဟန်ဟာတပ်ပုံတွေယူဖို့ဦးလေးအိမ်ကိုသွားခဲ့ပါတယ်။အဲ့ဒီရောက်တဲ့အခါမှာတော့ဦးလေးနဲ့အတော်တို့ကဒိုဟန်ရဲ့အမိပတ်စံလာတောင်းတဲ့အကြောင်းတိုးတိုးတိတ်တိတ်ပြောနေကြတာကိုမတော်တဆကြားလိုက်ရပါတယ်။သူ့အမိဟာသူ့ကိုလွမ်းလို့လာတွေ့တာမဟုတ်ပဲကနေဒါကသမီးဖြစ်သူရဲ့အရေးပေါ်ခွဲစိတ်မှုအတွက်ပတ်စံလိုလို့လာတာမှန်သိလိုက်ရတဲ့အခါဒိုဟန်တယောက်ရင်ကွဲမတက်ခံစားလိုက်ရပါတယ်။တစ်ချိန်တည်းမှာပဲဂျီဆူကတော့လေ့ကျင့်ရေးစင်းနေရင်သူမနိုင်ငံလက်အရွေးစင်အသင်းမှာအရွေးခံလိုက်ပြီးဆိုတဲ့သတင်းကောင်းကြောင်တသင်းလုံးနဲ့အတူပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ဒီပျော်ရွှင်မှုဟာခဏတာပါပဲဂျောင်စစ်ကဂျီဆူစီကိုလာပြီးဒိုဟန်စီဖုံးဆက်လို့မရကြောင်းနဲ့သူ့အမေပြန်လာရတဲ့တကယ့်အကြောင်းရင်းကိုပြောပြလိုက်ပါတယ်ဂျီဆူဟာဒိုဟန်ကိုစိတ်ပူပြီးရေကူးကန်တာမှာတွားရှာတဲ့အခါဒေါသတကြီးနဲ့ဝမ်းနည်းနေတဲ့ဒိုဟန်ကိုတွေ့လိုက်ရပါတယ်သူမကသူ့ကိုစိတ်အေးအေးထားဖို့ဖြောင်းဖျပြီးအမေဖြစ်သူမပြန်ခင်မှာတွားပြီးနှုတ်ဆက်ဖို့တိုက်တွန်းပါတယ်ဒိုဟန်လေသူမစကားကိုနားထောင်ပြီးလေစိတ်ကိုတွားခဲ့ပါတယ်သူကသူ့ညီမလေးချမ်းမာရေးပြန်ကောင်းပါစေလို့ဆုတောင်းပြီးရင်အမေကိုနှုတ်ဆက်လိုက်ပါတယ်အဲ့ဒီနောက်ဒိုဟန်ဟာဂျီဆူစီကိုပြန်လာပြီးသူမလက်ရွေးစင်အသင်းမှာအရွေးခံရတဲ့သတင်းကိုကြားတော့ဝမ်းသာသွားပါတယ်သူကလည်းနောက်အပတ်မှာပြိုင်ပွဲရှိတာကြောင့်ပထမရရင်လက်ရွေးစင်အသင်းမှာပါဝင်ခွင့်ရမှာဖြစ်လို့ဂျီဆူနဲ့အတူလေ့ကျင့်ရေးစခန်းမှာရှိနေနိုင်မှာဖြစ်ကြောင်းပြောပြပါတယ်ဂျီဆူကလည်းသူ့ကိုလေ့ကျင့်ရေးမှာပဲအာယုံစိုက်ဖို့အားပေးပါတယ်ဒါပေမဲ့ပြိုင်ပွဲနေ့ရောက်တဲ့အခါမှာတော့ဒိုဟန်ဟာကံမကောင်းစွာနဲ့ဒုတိယပဲရရှိခဲ့ပါတယ်ဒိုဟန်ဟာကံမကောင်းစွာနဲ့နိုင်ငံလက်ရွေးစင်အသင်းထဲကိုမဝင်နိုင်ခဲ့တာကြောင့်ဂျီဆူတယောက်တည်းပါလေ့ကျင့်ရေးစခန်းကိုထွက်ခွာသွားခဲ့ရပါတယ်သူမခတ်သွားပြီးနောက်မှာတော့ဒိုဟန်ဟာသူမစီအမိလိုက်နိုင်ကိုအတွက်လေ့ကျင့်ရေးမှာပဲအစွမ်းကုန်အာယုံစိုက်နေပါတော့လေတခါတရံမှာဂျီဆူရဲ့ဖုန်းတွေကိုပြန်ဖြေပေးမယ်တခါတလေမှာတော့အကြောင်းမပြန်နိုင်တာကြောင့်ဂျီဆူကသူ့မှာတခြားမင်းကလေးရှိနေပြီလားလို့တန်တရားဝင်လာပါတယ်ဒါကြောင့်သူမရဲ့တငယ်ချင်းတွေကိုဒိုဟန်ရဲ့နောက်ကနေစောင့်ကြည့်ခိုင်းလိုက်ပါတယ်သူတို့စုံစမ်းကြည့်လိုက်တော့မှဒိုဟန်ဟာစိတ်ယုံမှာပဲအချိန်တော်တော်များများကုံဆုံးနေတာကိုသိလိုက်ရပါတယ်တကယ်တော့ဒိုဟန်ခဏခဏသွားကြည့်နေတာကဂျီဆူရဲ့အဖေပဲဖြစ်ပါတယ်အဖေဖြစ်သူနေမကောင်းတာကိုသိရင်ဂျီဆူတယောက်လေ့ကျင့်ရေးမှာအာရုံပြတ်မှာဆိုလို့ဒိုဟန်ကလှည့်ဝှက်ထားပေးခဲ့ပါမှာနောက်တစ်နေ့မှာတော့ဂျီဆူဟာခါနာလူလေ့ကျင့်ရေးကနေခဏနာပြီးဆီရာမွန်ပြဖို့မြို့ရဲပြန်လာခဲ့ပါတယ်သူမကဒိုဟန်ကိုအဖေရဲ့စားတောက်ဆိုင်မှာတွေ့ဖို့ချင်းလိုက်ပါတယ်ဒိုဟန်ဟာအဖေလွှားရောက်လာပြီးဆိုင်ပိတ်ထားတာနဲ့အဖေစိတ်ယုံတက်နေရတာကိုဂျီဆူမသိသွားအောင်ဆိုင်ရှိတင်အမြန်သားစီးလိုက်ပါတယ်သူကသူမကိုတခြားစားတောက်ဆိုင်တစ်ခုစီခေါ်သွားပြီးအာယုံလွှဲ့နိုင်ခဲ့တာကြောင့်ဂျီဆူတယောက်အဖေအခြေအနေကိုမသိလိုက်ပဲစခန်းကိုပြန်သွားခဲ့ပါတယ်ဒါပေမဲ့စခန်းကိုအပြန်လမ်းမာတင်ဂျီဆူဟာပစ္စည်းတစ်ခုမိတ်ကြံခဲ့တာနဲ့ဆိုင်ကိုပြန်လာခဲ့ပါတယ်အဲ့ဒီမှာတင်အိမ်နီးချင်းတယောက်နဲ့ဆုံပြီးနေအဖေခွဲစိတ်တာအဆင်ပြေရဲ့လားလို့မေးခွန်းထုတ်တာခံလိုက်ရပါတယ်ဂျီဆူလည်းအံ့ဩသွားပြီးဆိုင်ကိုပြေးကြည့်တာဆိုင်ကပိတ်ထားပါတယ်သူမချက်ချင်းပဲဆေးရုံကိုလိုက်သွားတဲ့အခါခွဲစိတ်ဖို့ပြင်ဆင်နေတဲ့အဖေဖြစ်သူကိုတွေ့လိုက်ရပါတော့တယ်အဖေကသူမကိုစိတ်မပူဖို့နဲ့လေ့ကျင့်ရေးကိုပဲအာယုံစိုက်ဖို့အားပေးပြီးစခန်းကိုပြန်ခိုင်းပါတယ်ဆေးရုံအပြင်မှာဒိုဟန်နဲ့ဆုံတဲ့အခါဂျီဆူကသူမအဖေကိုတေချာစောင့်ရှောက်ပေးဖို့တောင်းဆိုခဲ့ပြီးဒိုဟန်ကလည်းအဖေနေကောင်းလာတဲ့အထိအနားမှာရှိနေပါမယ်လို့ကတိပေးလိုက်ပါတယ်ဂျီဆူဟာအဖေအတွက်ရောသူမအထက်ပါအာတင်ပြီးအပြင်းထန်လေ့ကျင့်ခဲ့ရမှာနောက်ဆုံးမှာတော့ရွှေတစိတ်ကိုစွတ်ခူးနိုင်ခဲ့ပါတော့တယ်တစ်ဖက်မှာလည်းအဖေဖြစ်သူရဲ့ခွဲစိတ်မှုဟာအောင်မြင်သွားခဲ့ပါတယ်ပြိုင်ပွဲကအပြန်မှာဂျီဆူကိုဒိုဟန်ကဂုံပြူစကားဆိုရင်စောင့်ကြိုနေခဲ့ပါတယ်ဒိုဟန်ဟာသူမကိုငါကြောင်းပြီးတာနဲ့ငါတို့လက်ထပ်ကြရအောင်လို့ရုတ်တရက်တောင်းဆိုလိုက်တဲ့အခါဂျီဆူကလည်းပျော်ရွှင်စွာနဲ့သဘောတူလိုက်ပါတယ်အချင်းတွေကုံဆုံးသွားပြီးနောက်မှာတော့ဒိုဟန်လည်းကြောင်းပြီးသွားခဲ့ပါပြီသူဟာလက်ရွေးစင်တဲ့တင်းထဲကိုလည်းဝင်နိုင်ခဲ့ပြီးရေကူးပြိုင်ပွဲအတွက်အပြင်းအထန်လေ့ကျင့်နေပါတယ်သူကဂျီဆူကိုငါလဲရွှေတစိတ်ရအောင်ယူမယ်ပြီးရင်ငါတို့လက်ထပ်မယ်လို့ဂတိပေးလိုက်ပါတော့တယ်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာ